Namo Tata Bhagavato Arahato Samma Sambuddhassa Namo Tata Bhagavato Arahato Samma Sambuddhassa Namo Tata Bhagavato Arahato Samma Sambuddhassa နှလုံးသောဉာဏ်ဗျာမပေါင်းတို့ကိုဥစွာပထမဗိမာန်ကပြုမှာဖြစ်ပါတယ်ဉာဏ်ဗျာမပေါင်းတို့သည်နန္ဒစကြာဝဠာရှိကြကုန်သောဉာဏ်ဗျာမပေါင်းတို့အားသမန္တစကဝလေသောတရကိသံတုဒေဝတာအာဓမ္မမုနိရသတာသုဏတုသေကမောက္ခတံဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာသမန္တမြေကြီးရှားရည်တိတာနှင့်ဒီပါလေးကျွန်းမြတ်မိုးထွန်းသာစေဝံအသွင်ဤစကြဝဠာဤထဝံကျင်မစေကဝါလေသောယူဇနာပေါင်း7,200အမြင့်ဆောင်သောတောင်စကြဝဠာကာယံကြောက်ဆိုင်ဝံ၍ကာယံကြောက်ဆိုင်ဝံ၍ဝိုင်းသောတိုင်းသစ္စာတိပေါင်း1,000သောလောကဓာတ်တို့၌ဝတန္တာဒေဝတိကုံအင်းဆုံးညီမြနေထိုင်ကြကုန်သောဒေဝတာအာနာလွန်မုဒ္ဒကိုကြည်မြတ်နတ်နတ်တို့သည်တန္တရာပရိတယတော်မြတ်ယုပတရဆရာဤနေယဌာနသို့အာကေသံတို့အာလုံးပေါင်းယုံအမြတ်တရာပွားလည်းရဲ့တရားတော်နာလာရောက်ကြပါကုန်လောမုနိရာဇတအရဟံတသဝကနှင့်ပြစ္ဆေကမုနိစရှိသောမုနိတကတို့ဤထိပ္ပံယံတကတို့ဤတရဘုလူတကတို့ဤသင်္ကျက်နတ်တကတို့ဤအစဉ်တန်းစာမြမတို့ဤဥရှောင်းငါမအောင်သောမင်းကောင်းမင်းပြမင်းတရားကြီးဘုရားဤတေကမောကတံနဝေဇယံဝေကတံဖြင့်နိရပံရွှေပေါင်းဇေယခုံသို့လုံးစီလေသောအကျုပ်ကိုပိတ္တသောအရမံတံဝိဇနာမာနတတ္တမနှင့်ပါဒန္တကုံအင်းဆုံးညညောထုလွတ်အကျော်ပရိတယတော်ဆိုသောတရားတော်မြတ်ကိုသုံးနာတုမိစ္ဆာဝိတ္တမညိချက်ပဲပြည့်နေအာယုံမတ္တနာယူကြပါကုန်လောပါရန္တာတောင်းတိုက်စကြဝဠာထဲဝလာမညီညာဖြပြရောက်လာကြကုန်သောဒေဝအိုနတ်မြမပေါင်းတို့အယံကာလောဓမ္မသဘင်စင်ပါကြဤခသမယတိဓမ္မသဝနာကာလောကုသိုလ်စိတ်ရှင်ဇောအစဉ်ဖြင့်ကြည်ချွင်လေးမြတ်နာကြအရာမင်္ဂလာကာကြီးပါပေ၏ဓမ္မသာဝနာကာလောကုသိုလ်စိတ်ရှင်ဇောအစဉ်ဖြင့်ကြည်ချွင်လေးမြတ်နာကြအရာမင်္ဂလာကြီးဖြစ်ပါပေသတည်းဧတန္တသန္တာစိတ်တတိတရဏတရဏဧတလောကံတရေဝဘုံမာသံဒေဝဂုဏဂနာဂာနာပြဝတ္တသဗ္ဗကာလံဧတိအာယံတုဒေဝဝရဂဏကမယေမေရုယဇေဝတံတောသံတောသဟိတောမုနိဝရဝဇနံသောတောမေကံသမက္ကာအဘိတုစကဝါလိတုယက္ခဒေဝဇမြမနောယံအမေကတံဘုံညံသဗ္ဗသံပတ္တိတတကံယံတုမေဟိကတံဘုံညံသဗ္ဗသံပတ္တိတတကံအဘိတံနုမောဒိဋ္ဌာသမက္ကာသတနိရတ္ထာပမာဒရာဟိတာဝန္တုအာရခသုဝိသေတတော
သာသနာသာသလောကသဝုဒ္ဓိဘဝတုသဗ္ဗတာသာသနံပိဇာလောကိဇာဒေဝရကံတုသဗ္ဗတာအတိဝန္တုသုခိသဗ္ဗေပရိဝါရိအတ္တနောအနိဃသုမနဝန္တုသာသဗ္ဗေညာတိပိရာဇတောဝါဇောရတောဝါမနုဿတောဝါမနုဿတောဝါဧကိတောဝါဥဒကတောဝါဣဒသတောဝါကန္တုကတောဝါကန္တကတောဝါနေကတတောဝါဇနပတရောဂတောဝါအတန္တမတောဝါအတံဒိဋ္ဌိတောဝါအတ္တပုရိသတောဝါဇာနာတိအတ္တမိကာကောနာဂောရအိဝေသိကမဏိတပ္ပတိပိဧဇာတရဇာသုခရမဟိန္တာယကရကတာတိနာနာဘယတောဝါနာနာရောဂတောဝါနာနာဥပဒဝါတောဝါအရကကနန္တုမင်္ဂလသုတ်တရားတော်မြတ်ကိုနာယူမှတ်သားကြောင်းဖြစ်ပါတယ်မင်္ဂလံဆိုတာမင်္ဂလံပါပံလုံနာတိစေနတိတိမင်္ဂလံတဲ့မကောင်းသောအာဟုသိုလ်တွေကိုတမ်းမြက်ပိတ်ပင်ဖြစ်စည်းပြီးတော့ကောင်းကျိုးတွေကိုဖြစ်ထွန်းတာမင်္ဂလာလို့ခေါ်တယ်ပရိတယဆိုပြန်တော့ပရိသမန္တတော့ဗျံတရတိရခတိတိပရိဒံကြာရောက်ဆဲကြောက်တံပြီးတော့ဘိဗံအန္တရယံသွဲမန္တမြဒေဝတံမြတ်ပိတ်ပြီးပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ထွန်းစေတဲ့တွေ့တာကြောင့်ပရိတယလို့ခေါ်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကအမင်္ဂလသုတ်တံကိုစပြီးတော့လူနဲ့ဗျမတတ္တဝါတို့ကောင်းကျိုးတွေဖြစ်ရန်အတွက်ရည်ရွယ်ကာဖြင့်မိန့်တော်မူခဲ့သောမင်္ဂလသုတ်တံတရားတော်ယမင်္ဂလာတွတ္တတယေစိန်တယိန်တုတတ္တဝကသောဒနံနာတိကိသံတိထာတင်သင်္သမင်္ဂလံဒေတိတံဒီဝတိဝိနသဗ္ဗပါပဝိနာတနံသဗ္ဗလောကဣတတယမင်္ဂလံတမနာမဟိဧဝမေသုတံဧကံသမယံဘဂဝတာဝတိယံဝိဟရတိဇေဒဝတိအနာတပိဏိကသအာရမေသာဂောအညတရာဒေဝတာအဘိကန္နာယရတိယအဘိကန္နဝနာကေဝလာကပ္ပံဇေတဝနံဩပသိတ္တဝယေနဘဂဝါတေနုပသင်္ကာမိဥပသင်္ကာမိတ္တဝဘဂဝန္တံဘိဝါဒိတ္တဝဧကမန္တံအထာတိဧကမန္တံထိတခောသာဒေဝတာဘဂဝန္တံဂါထာယဣဇပါတိဗုဒ္ဓေဝမနုဿာသမင်္ဂလာနိအစင်တယောအကိင်္ဂမနံသောတနံဒွိမင်္ဂလမုဒ္ဓမံအဒေဝနဇဘာလနံပန္တိဒါနိဇဒေဝနာဥဇာဇပူဇာနေယနံဣဒံမင်္ဂလမုဒ္ဓမံတပတိရူပဒေသဝါသောဇပုဗ္ဗေဇကတပုညတအတ္တသမပဏိတိဇဣဒံမင်္ဂလမုဒ္ဓမံဘာဝတေဇိဇာသေပိဇဝိနယောဇသုတေကိတောသုဘာတိတာဇာယဝါဇာဣဒံမင်္ဂလမုဒ္ဓမံမာတာပိတုဥပါဒါနံဗုဒ္ဓဒါရတသင်္ကောဟောအနာကုလဇာကမန္တာဣဒံမင်္ဂလမုဒ္ဓမံဒါနိဇဓမ္မစရိယာဇညာတကနိဇသင်္ကောဟောအနဝိဇာနိကမ္မာနိဣဒံမင်္ဂလမုဒ္ဓမံအာရတိဝိရတိပါပါမိဇပါဏာဇသယမောအပမဒောဇဓမ္မိတုဣဒံမင်္ဂလမုဒ္ဓမံကာရဝောဇနိဝဒောဇသန္တုဓိဇကတိညုတာကာလေနဓမ္မတဝနံဣဒံမင်္ဂလမုဒ္ဓမံခန္တီဇသောဝဇတတသမနာနိဇဒတနံကာလေနဓမ္မတာကိဇဣဒံမင်္ဂလမုဒ္ဓမံတဘောဇဗြဟ္မစရိယိဇအရိယသစ္စာနတတနံနိဗ္ဗာနသစ္စိကရိယာဇာဣဒံမင်္ဂလမုဒ္ဓမံဖုဒ္ဓသာလောကဓမ္မိသိတ္တယတနကမတိအာသောကံဝိရဇံခိမံဣဒံမင်္ဂလမုဒ္ဓမံဣဒာဓိတာနိကတ္တဝနာသဗ္ဗတာမဘာရာဇိတာအဘဒသောတင်ကိစ္ဆန္တိတန္တိသံမင်္ဂလမုဒ္ဓမံဣမိနာပရိဒဓမ္မာနုဘာဝေနသောတုတိဟောတုသဗ္ဗတာ
ဣမိနာပရိဒဓမ္မနုဘဝေနသမြတ်စွာဘုရားရှင်သည်အသားတယောက်လာရောက်၆ထားလို့မင်္ဂလာတရားတော်မြတ်ကို38ပြန်မင်္ဂလာတရားတော်မြတ်ကိုဟောတော်မူခဲ့သည်ညသာတယောက်ကမြတ်စွာဘုရားတပည့်တော်တို့သည်မင်္ဂလာတရားတော်မြတ်ကိုခြာဝေလာခဲ့တာလူဒီနတ်ဒီကန္တပါသူရာတို့12နှစ်ကြာခဲ့ပါလိမ့်ပြီသိရှိနားလဲကိုမရှိပါမြတ်စွာဘုရားမင်္ဂလာတရားတော်မြတ်ကိုဟောတော်မူပါလို့ညတကောင်ရံကာလကိုရောကိုဝတောက်ပစွာဖြင့်ဇေတော်အကြောင်းနဲ့တခုလုံးထွန်းလင်းစီကမြတ်စွာဘုရားရှင်အားလာရောက်ပြီး၆ထားခြင်းကြောင့်မြတ်စွာဘုရားကအာတိဝရသပါလနာစရှိသော38ပြန်မင်္ဂလာတရားတော်မြတ်ကိုဟောတော်မူခဲ့လိမ့်ပြီဤမင်္ဂလာတရားတော်မြတ်ကိုနာယူမှတ်သားကြခြင်းကြောင့်လူမိုက်တို့ကမိမိတို့ကိုလာပြီးတော့ပေါင်းသိခွင့်မရပညာရှိသောပုဂ္ဂိုလ်တို့ကိုမြင့်မြတ်ပဲရှိကနိုင်ခြင်းကိုယ်တော်ကောင်းမှုတရားတွေပြည့်ဝနိုင်ခြင်းမြင့်မြတ်ပဲမိမိတို့ကိုလောကီလောကုတ္တရာကောင်းကျိုးတွေကိုညွှန်ပြနိုင်သောပုဂ္ဂိုလ်များနဲ့ပြည့်စုံနိုင်ခြင်းစကြည်သောကိုခံစားနိုင်ရသောဤမင်္ဂလာသုတ္တန်တရားတော်မြတ်ကိုနာယူမှတ်သားသောဒီကောင်းသောမတ်တွေချမ်းသာခြင်းလည်းငယ်ခံစားနိုင်ကြပါစေကုန်သတည်းအခုဟောကြားလက်တံဖြစ်တဲ့ယရဏသုတ္တန်တရားတော်ဤယရဏသုတ္တန်တရားတော်မြတ်မြတ်စွာဘုရားရှင်ရာဇယောပြည်မှာဝါဆိုတော်မူတဲ့အချိန်ကဝိသာလီမြို့တွင်မှကောက်ပဲသည့်နာမစိုက်ပျိုးလေးမရမိုးကြီးခေါင်ကဒုဗိကံကြရကငမောခေါင်ပါသောမေကြီးဒီစိုက်ကအစာရည်သာမစားရ၍တေကြီးပစ္စည်းကြတယ်အသေးပြောက်များလာသောကလူအသေးကောင်းများကိုသုတ်တန်တို့မပုတ်နိုင်တော့ဘဲနဲ့မြို့ထဲမှာပင်ပုတ်ပွားနေကြလေတော့သည်တို့ကထိုတော့ပုတ်ပွားပြီးနေတဲ့အခါမှာမြို့ထဲကိုလူပြင်းမှဘလူတရေတို့မြို့ထဲကိုဝင်ရောက်စားသုံးကြလေတော့ထိုဘလူတရေတို့ကိုမိပြီးကဲ့ရောက်သောယောဂဝေဒနာတွေအမျိုးဆုံးဖြစ်တာဓမျိုးဝေဒနာလေးတစ်ပြည်လုံးဟာစိုးရိမ်ပွားရာ၆ချားလာလေတော့တယ်တိုင်သူပြည်သားများလိစ္ဆဝေမင်းများအပေါ်မှာမင်းကျင့်တရားညီညွတ်မှုချိမရှိစုံစမ်းသောအခါမင်းကျင့်တရားလည်းမချွတ်ရင်ဘူးလိစ္ဆဝေမင်းများကလည်းတိုင်သူပြည်သားလူအများတို့ပေါက်ပြားကြလေသလားလို့ဆက်မေးရပေါက်ပြားမှုမရှိကြံရမရသည့်အဆုံး၌ရာဇယောပြုခြင်းဘယင်ဗမသာရမင်းကြီးထံကိုအကူကြီးတောင်းကမြတ်ဗုဒ္ဓရှင်တော်မြတ်ဘုရားအားမဟာကရုဏာတော်ညာရှိထား၍ကျင်နာသနာတဖြင့်ကဲဆဲတော်မူအကြောင်းမြတ်စွာဘုရားရှင်ကိုပင့်ပေးပါရန်ဗမသာရမင်းကြီးမှတဆင့်တောင်းမှလျှောက်ထားလေတော်မြတ်စွာဘုရားရှင်သည်ရာဇယောပြုခြင်းဘယင်ဗမသာရမင်းကတောင်းတော်ကိုမှပို့ကြောင်းတော်မှဂင်္ဂါမြေကမ်းအထိဝေသာလီပြည်ကိုကြွချီရန်မင်းခံမင်းသားတို့ဖြင့်ပင့်ဆောင်ပူဇော်၍လိဆွေမင်းတို့ကလည်းလှပသောမွန်မချဲလဲသောစီမံထားသောလေတော်ကြီးဖြင့်လေတော်ကြီးနှစ်စင်းတွဲကမင်းခံမင်းသားတို့ဖြင့်ထေဝါစွာပင့်ဆောင်တော်မူ၍မြတ်စွာဘုရားရှင်လိဆွေမင်းသားတို့နှင့်တကဝဝေသာလီပြည်သူပြည်သားတွေကောင်းကျိုးချမ်းသာကိုရရှိစေဖို့အတွက်မြတ်စွာဘုရားရှင်သည်နောက်ပါသံဃာတော်900ရှမ်းရံပြီးတကားလကြွတော်မူခဲ့တယ်။ယရဏမန္တတို့မြတ်စွာဘုရားကြွတော်မူတဲ့ဆိုရင်ပဲဝေသာလိမြို့တကားဝမှာရပ်ပြီးတော့ဘယံတော်ချင်းမြတ်များနဲ့အတူယရဏသုတ်တံတရားကိုရောပတ်တရစေတရားမင်းနဲ့နတ်ဗျာမာပေါင်းတို့ပဲလာရောက်ပြီးတော့တရားတွေနာယူကြခြင်းကြောင့်မြို့လက်ရှိယရဏမန္တကျွဒေသဇာတိကြွတော်မူ၍ယရဏသုတ်တံရွတ်ပတ်တရစင်ခြင်းကြောင့်ကာယောဂါမြကင်းဝေးတော်မူခဲ့စေတယ်။အဲ့တော့ကင်းဝေးစေကာယောဂါမြကင်းဝေးစေပြီးရာဇယောမျိုးပြန်လည်ပြီးကြွချီတော်မူခဲ့တယ်ပေါ့။ယရဏသုတ်တံတရားတော်မြတ်သည်အသိဉ္စရသိဉ္စရသိဉ္ကွပိစ္ဆာနတ်ပြည်လူများ၆ခြားခံရတဲ့ပုဂ္ဂိုလ်များဟာဒီယရဏသုတ်တံတရားတော်မြတ်ကိုနာယူခြင်းကြောင့်ကင်းစင်လင်းပြောင်းနိုင်ကြောင်းမြတ်စွာဘုရားဟောတော်မူခဲ့တယ်။ဒါကြောင့်နာယူမှတ်သားနိုင်ကြပါစေ။ဗဏိဒါနာတောပတ္တယတတ္တကရတတတ္တပါရမီယောဗဏိဒါနာတောပတ္တယတတ္ထကတတ္တတတ္တပါရမီယောဓာသောဥပပါရမီယောတတ္တပရမတ္ထပါရမီယောတိ
သမတိတပါရမီယောပိသမပရိစ္ဆာကိလောကတစရိယံညာတတစရိယံဗုဒ္ဓတစရိယံတိဒိဋ္ဌောစရိယာယောပစ္စည်းမဘဝေကာဘောဟောကံတိဇာတိဘိနိကမနနံပရဏစရိယံဘောဓိပင်လင်ကေမဟာရဝေဇယံသဗ္ဗညုတညာနာပရိဝေတံဓမ္မစကဘဝတရနဝလောကုတ္တရာဓမ္မေတိသဗ္ဗေပိမေဗုဒ္ဓဂုဏီအဝိဇိတဝဝေသာလိယာတိတုပကာရန္တရေတုတိယမရတိံပရိဒံကရန္တောအာယသမအာနန္ဒတိယဝိယကရုညစေတံဥပထပိတဝါကောတိတတသာတိသုသကဝါလေသုဒေဝတာယာသနံပရိကနံတိယင်းသဝေသာလိယပုရိရောဂမနုဿဒုဗ္ဗိကတံသံဗုဒ္ဓံတိဝိဒံပယံခိပမန္တရာဒဘေတိပရိဒံဓမ္မနာမဟိယာနိဒဗုဒ္ဓနိသမဂတနိဘௌမာနိဝါယာနိဝအန္တလိကေအဘိဝဗုဒ္ဓသုမနာဘဝန္တုထောပေသကိဉ္စသုဏန္တုဘာတိနံတတ္တမဟိဗုဒ္ဓနိသမိဋ္ဌသဗ္ဗေမေတ္တံကရောဇမနုတိယပဇာယဒီဝါဇာရတောဇာရတိယေပလိံတတ္တမဟိနေကတအပမတ္တယံကိသိဝိဒာဣဒဝါဟုရဝါသကေတုဝါယံယရဏံပဏိတံနာနောသမံအတ္တိတတကတိနဣဒံမိဗုဒ္ဓိရရဏံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုခယံဝိရာကံအမတံပဏိတံယသိဇကသကြမုနိသမာဟိတောနာတိနဓမ္မေနသမတိကိဉ္စီဣဒံမိဓမ္မေယရဏံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယံဗုဒ္ဓသိထောပရိဝဏယေတုစိသမာတိမန္နတိကိညာမဟုသမာတိနာတိနာသမောနာဝိဇတိဣဒံမိဓမ္မေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယေပုဂ္ဂလာအဋ္ဌတတံပတ္တထာသတ္တာရိဧဒါနိယုဂာနိဝန္တိဒေဒေကိနိယသုကတတသာဝကဣတိတုဒိနာနိမဗလာနိဣဒံမိသံဃေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယေသုပ္ပယုဒ္ဓမနတဒံလိနနိဂမိနောဂေါဓမသာသနာမိတိပတ္တိပတ္တအမတံဝိကရှလတ္တမုဒ္ဒနိဗ္ဗုဒိဘုဇမာနာဣဒံမိသံဃေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယထိန္ဒခိလောပတဝိသိသောတိယဇတောဘိဝါတိအတ္တမကံပိယောတထုပမံသဗ္ဗရိတံဝဒာမိယောရိယသစ္စာနှင့်အဝိဇ္ဇပတ္တိဣဒံမိသံဃေယရဏံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယေအရိယသစ္စာနိဝိပါဝါယန္တိဂံဗိရပညိနသုဒေတိတာနိဂိဉ္စာပိတိဝန္တိဗုဒ္ဓံပမတ္တာနာဒေဘဝံအထမမာတိယန္တိဣဒံမိသံဃေယရဏံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုသာဝတ္တတသနာသမ္ပတာယတယတုဓမ္မာစိတ်တဘဝန္တိသေကာယဒိဋ္ဌိဝေစီကေစီတင်္စာသီလပတံဝါပိယတ္တိကိဉ္စီဇတုဟဘာယေဟိသဝိပါမုတ်တောသစ္စာပိဌာနာနိအပပကတောဣဒံမေသံဃေယရဏံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုဂိဉ္စာပိသောကမ္မကရောတိပါပကံကာယေနဝါစာဥဒ္ဒစိတ္တသာဝအဘဘသောတတပရိစ္ဆာဒါယအဘဘဒါဒိဋ္ဌပဒသဝုဒ္ဓဣဒံမိသံဃေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုဝနပဂုံပေယတပုဒ္ဓိသေကေဂိမာနမာသေပရမသမိန်ဂိမေတထုပမံဓမ္မဝရအာတိတယိနိဗ္ဗာနဂာမိပရမဟိတာယဣဒံမိဗုဒ္ဓေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုဝရောဝရိညုဝရတာဝရဟာရောအနုတ္တရောဓမ္မဝရအာတိတယိဣဒံမိဗုဒ္ဓေယတနံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုခိနံပူရဏံနဝနတ္တိတံဘဝံဝိရဒစိတ္တယတိကေဘဝသမိယေခိနဘိဇာအဝိရုံလိသန္တာနိဗ္ဗန္တိဒီယယတယံပတိပောဣဒံမိသံဃေယရဏံပဏိတံဣတိနာသစ္စေနာသုဝတိဟောတုယာနိဒဗုဒ္ဓနိသမဂတနိဘုံမာနိဝါယာနိဝါအန္တလိခေတတကတံတေဝမရုဒ္ဓပုဇိတံဗုဒ္ဓနာမတမသုဝတိဟောတုယာနိနာဗုဒ္ဓနိသမဂတနိဘုံမာနိဝါယာနိဝါအန္တလိခေတ
Tata Gata Deva Mlota Buzi Down Dhamana Madama Duvati Hodu Yainda Buddhani Dhammagatani Omani Wa Yani Wa Anda Liki Tata Gata Deva Mlota Buzi Down Tanga Namadama Duvati Hodu Emina Brida Dhamma Nubawina Thodu Di Hodu Tabada Emina Brida Dhamma Nubawina Irana Thodan Yaro Myago Nayumata Kudosina Dara Swadoja Idumaga Iduida Inchimiane Along the Garama Bandura Gondo the Dodawati Gondo Madi Chanda Jending Kansan and Javazi Gondadi Mida Dodan the Yaro Myago Hoja Bime Mida Dodan the Yaro Myago That's why Payachin, OTB 01 Jono Madrindo no Mudachi Maya do Yando Zududi, Takudo, Wawin Gani Kalama Meswabia, the King Abu Myoy Kamatango, Nidi Yuga, Do Takugo, Wasule, Kamatan Ato Jade Yando Myadi Do Nina, Yamia Denane Songo, Pidon de Nyakato, Dwindo, the Benjimiago Miga. The Benley in the Vaja, the Rindo, Chintia Aduda Mujade, the Bembochi Jagondo, Yogaduna, Bondo, Tozona, Donna, Rogodobona, Bondi, Yanomia, many one Yavi. Maybe was simply Toka Kangani Tenjayade, Toka the show Yogado Miyama, Kaling Emachi Jadabi, Yandomia, Teni, Janulu, Yandam, Yanlido, Sounds about the level, Yude, Yandomia, Mabian Lido. A shinking he nanga, my other Yano, Chaulam. Trebisi, a trip, Chamay Wedo, Paluji, Pondrandi, Nagaji, Pondrandi, Tilam Wedo, Adando Gidi, Adana Gidi, Chan Wedo, Anando Abu Nandi, Eme Sudi, Mimeja, Shimia Naya do. They are Adulo, Mayaji, the Madi Mapelo. Diamond Nanga. That's why we are Tango, Pado Muja, Pado Mujade. Yajendana Vajaro, Meswabia, Jujong Chowdaro, Meswabiaga Yandu Yandoja Todo Nabia, the Miado, Hodi, Mida, Dodan, the Yaro, Yako, Soundwaja, Mida Gamatani, Donda, Sinimi, Konjuri, Pitonjali, Melu Meswabiaga, Karania, Madansa, Chido, Kadaro, Dugu, the Imbile, the Shito, Yano, Shimangaya, Dudi Mida Dodago, Yuba, the Rese, Dwaro. God, what I come and on Nayadu. You go to Nandodi Manalo Simia Jago, Lutheran Pansin the year. Kayo, Josovi, Shizil and Nabuja, the big way you jack. Tibanago, you told me the gala. Miamaja Gima, Simia Nayadu, Yahanda, the Chita Mujade, not bound with Sanjam Mukanda, Yahanda, Pijade. They are met one pair chinga. Imita Dodan, Logi, Yolo, Darayo. Call you Shandari, Pidon, the John Yasavia, Hodo Mugedo, Yeta Dodan, the Yado, Miago, Nayu Madan and Javazi Yandanubawan Yega, Newan Dandandi, Bidana Yanyizi Wanu Zandora de Diwa Madan Dido Ogando Vadido Doza Babangizi Nabadadi Iwama Diguno Bedam Bredan Damanamahi Karaniya Madangu Dalina Yanda Dandam Bada Abidamisa Tego Uzuza, Uzuza, Wasoza, the Mudina di Mani Landu the Goza, the Baroza, Abagi Soda, Lanauga Udi Lando the Rioza, Nibagoza, Abagambo, Gulidwananu Vido Nazagoda Mazare, Yena, when you be Uba Wadio. Lugino wa Kimino Wandu Tabada Wando Dugi Dada Yegezi Bana Buddha di Dada Wadawara Wana Wadina Tigawa Yiwa Manda Misi Maya Taganuga Tula Tidawa Yiwa Adida Yiwa Duye Wadani Awi Duye Buddha Wadamba Widi Wadaba Dada Wando Dugi Dada Na Baro Barani Gobeda Nari Menida Gada Zina Gezi Yaro Danabdika Dinya Ninya Manyata Doka Misia Madaya Dhaniyam Buddha Mayuta Ika Buddha Manoyake Madaya Dhaniyam Buddha Mayuta Ika Buddha Manorake Ewan Bidaba Buddha Manadam Bawaye Abari Mana Medita Baloka Dame Manadam Bawari Abari Mana
ဥဒ္ဒံအတောစတိတိယင်းစအတ္တပတ္တံအဝိရမတံပတ္တံဒိဋ္ဌံစရဏိသိနောဝတယနောယဝတ္တတဝိတမိတောဧတံတတိအဋိဋိယဗျမမိတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမ္မသီလဝတ္တတနိနသမ္ပန္နောကာမိတုဝိနိယဂီတနာယိဇတုကပ္ပတိယပုဏ္ဏရေတိဣမိနာပရိဒဓမ္မာနုဘာဝေနသောတုတိဟောတုသဗ္ဗရာဣမိနာပရိဒဓမ္မာနုဘာဝနာဤမေတ္တာသုတ်တံတရားတော်မြတ်ကိုယောဘတရစေနာယူမတ္တရခြင်းကြောင့်အဘာလောကပယောဂအကြောင်းအချောက်အလန့်အခမ်းရခြင်းအနာယောဂကင်းခြင်းအိမ်မဲ့ဆိုများနမိတ်ဆိုများကိုအတိတ်ဆိုနမိတ်ဆိုများကိုမတွေ့ကြုံရခြင်းလူနဲ့အများချစ်ခင်ခြင်းအစိတ်လက်နဲ့မဆုချခြင်းယူသွက်သောဝေဒနာကင်းခြင်းစတဲ့ဗျမပေါင်းရောက်သည့်အထိဗျမပေါင်းတို့သည်စောင့်ရှောက်ခြင်းစကြည့်သောအကျိုးပေးတို့ခံစားသောဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမတ္တသုံးသခြင်းကုသိုလ်စေနာပေါင်းတို့တောင်သောတုသဝတိကောင်းသောမသွေချမ်းသာခြင်းလင်းငယ်ခံစားနိုင်ကြပါစေကုန်သတည်းခန္ဓာသုတ်တံတရားတော်မြတ်ကိုနှလုံးသွင်းကြစို့ခန္ဓာသုတ်တံတရားတော်မြတ်ကလည်းသဝတိပြည်ဇီတော်အကြောင်းဘုရားတရင်သုံးတော်မူသောအခါယံတော်အရှင်မြတ်အနဲ့ညီတညိဝယ်ယံတော်တစ်ပါးကိုမွေခဲ၍ပြန်တော်မူခဲ့တယ်။ယင်းအကြောင်းကိုအကြောင်းရင်းဒီတရားကိုဒီယံတော်ကိုအကြောင်းရင်းခံပြီးတော့ဘုရားသိတော်မူ၍ဝိရုပ္ပကစကြည်သောမွေလေးမျိုးမေတ္တာပို့သောခန္ဓာသုတ်ကိုရွတ်ပတ်တရဆယ်ခြင်းအစိတ်ချရှိအစိတ်ရှိသောတတ္တဝါမန္တမြမကြိုက်ခဲကြကုန်လို့မြတ်စွာဘုရားရှင်ကယဟန်တို့ဒီခန္ဓာသုတ်ကိုရွတ်ပတ်တရဆယ်ခြင်းကြောင့်အစိတ်တော်ရှိတာအခြေလေးကြောင့်ရှိသောတတ္တဝါအချင်းနှစ်ကြောင့်ရှိတဲ့တတ္တဝါအချင်းမြောက်များသောရှိသောတတ္တဝါတို့သည်ခန္ဓာသုတ်တရားတော်တို့ကြောင့်သင်တို့ကိုစောင့်ကြောက်ပြီးချောင်ပဲသွားကြလိမ့်မယ်လို့မြတ်စွာဘုရားရှင်ကဟောတော်မူခဲ့တဲ့ခန္ဓာသုတ်တရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါစေသဗ္ဗသေဝိသဇာတိနံဒိဗ္ဗမန္တကတဝိယယန္နာတိရိဝိတံဂောရံသိသိသာပိပရိတယအာနာခိတမိသဗ္ဗထသဗ္ဗတောသဗ္ဗပါဏိနံအဘသောပိနိဝရတိပရိဒံဓမ္မနာမဟိဝိရုပက္ခိမေမေတ္တံမေတ္တံအေယပတေဟိမေသဗ္ဗဗုဒ္ဓဟိမေမေတ္တံမေတ္တံကနာဂောတမကေဟိသအာဘတေကေဟိမေမေတ္တံမေတ္တံဒိဗ္ဗတေကေဟိမေဇရုပ္ပတိမေမေတ္တံမေတ္တံဘုဗ္ဗတိမေမမံအပတကောဟိန္တိမမံဟိန္တိဒိဗ္ဗတကောမမံဇရုပတောဟိန္တိမမံဟိန္တိဘဟုပတောသဗ္ဗေတတ္တသဗ္ဗေပါဏာသဗ္ဗေဘုရားသကေဝလာသဗ္ဗေဗတ္တရဏိပတ္တန္တုမာကိဉ္စီပပမဂမအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမနာဝန္နာနိတရိတာပါဏိဧဝဇိကတတတပတိဩနနာဘုတရဘုမုတိကဩနနာပိတရဘုမုတိကကတမေရခကတမေပရိဒံပဋိကမံတိယဘုဒ္ဓာနိသောဟနမောဘဂဝတောနမောတတ္တနာသမ္မံသမ္ဗုဒ္ဓနာဣမိနပရိဒဓမ္မနုဘဝေနသခန္ဓာသုတ်တံတရားတော်မြတ်ကိုရွတ်ပတ်တရစေနာယူမတ္တရသောကုသိုလ်စေစေနာတရာစွမ်းတို့သည်ကမွေကင်းစသောတော်ရင်တရိษံများတို့ကြိုက်ခဲခြင်းရံမှုခြင်းပြီးမှကင်းဝေးကြလျက်အစိတ်သိခြင်းရမှကင်းဝေးစေကြောင်းမြတ်စွာဘုရားဟောပေါ်တော်မူမြတ်နှင့်ဟောပေါ်ညွှန်ပြသောတရားတော်မြတ်ကိုနာယူမတ္တသောကုသိုလ်စေနာတရာစွမ်းတို့ကြောင့်ဒေတုမကံသင်္တဂရမပေါသူတော်ကောင်းတို့သည်သောတုသဝတိကောင်းသောမသွေချမ်းသာခြင်းလည်းငိခံစားနိုင်ကြပါစေကုန်သတည်းယခုရွတ်ပတ်တရစေမဲ့မောရသုတ်တံဒီမောရသုတ်တံတရားတော်ကိုဘုရားပဲနေရာမှာဟောတယ်လေဆိုတော့လွန်ခဲ့တဲ့2500ကျော်လောက်ကသာဝတိပြည်ဇီတော်အကြောင်းတော်မှာမြတ်စွာဘုရားစံတော်မူတဲ့အချိန်ညာတော်တစ်ပါးသည်ဘီလိန်ဆင်းရင်အလှပြည့်လာသောမိမပြိုတဦးကိုမြင်၍ဆွဲလန်းတတ်မဲ့သောစိတ်ဖြင့်ယဟန်တရားကိုအာမထုတ်နိုင်ဖြစ်နေလေရာပင်သုံးတော်မူသောယဟန်တော်မြတ်ကထိုယဟန်ခေါ်ဆို၍မြတ်စွာဘုရားတန်လာရောက်ပြီးလျှောက်ထားလေတယ်ဘုရားရှင်ကထိုယဟန်တော်ကိုရှစ်သာသင်ဒီမာတုကာမကိုဆွဲလန်းသောစိတ်မြတ်ဖြင့်တရားတော်နဲ့မပွင့်ပြောမှန်ပါသလားလို့မေးလျာမှန်ပါကြောင်းလျှောက်ထားတယ်ဒုက္ခမြတ်စွာဘုရားကမာတုကာမကိုဆွဲလန်းသောစိတ်ဖြစ်သည်
နှစ်ပေါင်း900စင်ကြဲစွာနေနိုင်ခဲ့သောသူတော်ကောင်းကိုပင်လျင်ကိလေသာစိတ်ဖြင့်တုံလို့လျှောက်ချစေတယ်လို့မြတ်စွာဘုရားမိန့်တော်မူခဲ့တယ်ကိုတော်တိုင်နုစဉ်ဘဝဖြစ်စဉ်တုန်းကမောဒသုတ်တံမလာသည့်တိုင်ဗာရဏသီပြည်ရှင်ဗျမတမင်းကြီး၏ကျင်းရသောခေမမိဘုရားကြီးသည်ရွှေစင်းရှိသောဥတောင်မင်း၏တရားတော်ကိုနာယူရသည်ဟုအိမ်မက်မြင်မဲ့လေရာခေမဖြစ်သူသည်ဗျမတမင်းကြီးခေမဖြစ်သူဗျမတမင်းကြီးအားရွှေဥတောင်မင်းထမ်းမှတရားတော်နာလိုကြောင်းကိုဥစားလေရာမင်းကြီးသည်တိုင်းသူပြည်သားလူအများတို့ပင်မုတ်ဆိုးတို့ကိုဆင့်ခေါ်၍ဒန္တမိသီးသောတောင်ထွက်နှင့်ရွှေရောင်းအစင်းကဲ့သို့လှပ်ပါတင်နေသောဥတော်မင်းရှိပါကြောင်းကိုတရဝဥတင်တဲ့ဖြင့်မနာမကျင်စီဘဲနဲ့အရှင်ရအောင်ဖမ်းယူရမည်ဟုအမိန့်တော်ချမှတ်ခဲ့တယ်။ဒန္တကရွှေတောင်ကြီးရွှေဥတော်မင်းကြီးသည်နန်းနှင့်အိတ်တန်းမှဆင်းလျင်ဆင်းခြင်းနေမင်းကြီးရှိရာကိုနေရာကိုအယုသည်ပေးလျက်ဥဒေတရားဆရှိသောခန္ဓာကိုရွတ်ပတ်သက်ဆဲပြီးအစာချလေးရှိခြင်းကြောင့်ညနေပိုင်းမှာဝင်းလို့ဆဲဆဲမှာနေမင်းကြီးကိုအယုသည်ပြုလေအဘေတရားဆရှိတဲ့ခန္ဓာကိုရွတ်ဆိုကအိတ်တန်းတယ်လေရှိတယ်ထိုနိစ္စဘဝမပြတ်ခြင်းကြောင့်မုတ်ဆိုးများကဤအမျိုးမျိုးဖြင့်အရှင်ရအောင်ညှို့တွင်ထောင်းပွန်ဘယ်လိုပဲဖမ်းမိညာတော်လဲရရှိခြင်းမဖြစ်နိုင်ကြဘူးခေမမိဘုရားမှာလည်းထိုဥချူတောင်မင်းရဲ့ထမ်းမှတရားတော်နာလိုစိတ်ဖြင့်ဘင်းလည်းခွန်နဲ့တိုင်းတိုင်းစောင့်စားပါတော်လဲဆန္ဒမပြည့်ဝပဲနဲ့ရွာစွာကမ်းတော်ကုန်ခဲ့တယ်ယမတမင်းကြီးလည်းဤချူတောင်ကိုအကြောင်းပြု၍ခေမမိဘုရားကြီးနဲ့ရွာဆန်းရသေးသလားဟုစိတ်နာကဒန္တကရွှေတောင်ရှိရွှေဥတောင်မင်းအသားကိုစားရဘာကမအိုးနိုင်မနာနိုင်မသိနိုင်ဟုရွှေပေးလာမှကမီးထိုး၍ထားခဲ့လေတယ်ထားခဲ့ပြီသူလည်းနဲ့ရွာဆန်းခဲ့တယ်ဟိုနေသူသွားပဲမင်း60တို့သည်ရွှေပေးလွာအယဖမ်းကြတော်လဲမရနိုင်ပဲနဲ့နှစ်ပေါင်း900တိုက်နဲ့ကြာညောင်းခဲ့တယ်နှစ်ပေါင်း80မြောက်မင်းလက်ထက်ကြတော့ရွှေဥတော်ကြီးအားဖမ်းရန်တာဝန်ကြတော့မုတ်ဆိုးမှလိမ္မာပန်းတ်သူဖြစ်လေသဖြင့်ရွှေဥတော်မင်းကြီး၏အစင်းအတက်ကိုတတိဖြင့်ကြည့်ချူကာနေ့စဉ်ပြုလို့ရအယံတာပြက်ပြားအောင်ကြံလေတော့သည်တောင်းမှလှလှကလေးတကောင်ကိုရှားကြမ်းမွေးမြူ၍သင်ယူပြီးတော့အခါတော်တွင်သို့ခေါ်ဆိုပြီးတော့ဥတော်မင်းကြီးအိတ်တန်းအစင်းမှညှွတ်ကွင်းများဖြင့်ထောင်လည်းရအတန်ပေးလိုက်ပြီးရှိသောဒန္တကရွှေတောင်ထိမှနေမင်းကြီးအယုအသည်ပြီးယူဥဒိတရားဂါထာကိုရွတ်ရန်ဆင်းလာသောဥတော်မင်းကြီးမှာတောင်းမရအတန်ကိုကြားတဲ့ပဲဂါထာမရွတ်အားတော့ပဲနဲ့တောင်းမရှိလျာနေရာဆင်းတဲ့ကညှွတ်ကွင်းမှမိယူသွားလေတယ်အဲဒီတော့အဖမ်းခံရလေတော့ရွှေတောင်းတော်ရွှေနန်းတော်အတွင်းကိုရောက်ရှိသွားတယ်ပေါ့ဒါအထာဂတာတစ်ခုနောက်တစ်ခုကတော့ဒီမုတ်ဆိုးကြီးသည်ဂျူတော်ကိုဖမ်းလို့ရသည်ရှိသောဂျူတော်မင်းကဩလောကမှာတတိတရှက်ငါသည်မိလျော့နေခဲ့ခြင်းကြောင့်ဒုက္ခတွေများတာကိုလို့ညင်ညူကအတန်ကြားတော့မုတ်ဆိုးကချစ်ရှင်မင်းအလောင်းတော်ကိုမြင်ရလေအံ့ဩသမှုအကြောင်းပြုပြီးတကားလားမြို့ကင်းကထွက်ပြီးတော့တရားတွေဟောအလောင်းတော်ဦးတော်မင်းကတရားဟောတဲ့အတန်ကိုကြားတာမုတ်ဆိုးသည်ဘုရားရှင်အလောင်းတော်ရဲ့အတန်ကိုကြားရခြင်းကြောင့်တရားတော်နာယူရခြင်းကြောင့်ပြစ္ဆေကဗုဒ္ဓဖြစ်ကြောင်းကိုပြဋ္ဌာန်းခဲ့တယ်အခုဒီဝတ္ထုတာရကမှာထာဂရတသောကတော့ဘယင်းမင်းမြတ်မေကွန်းအယမိမိအသားကိုစား၍မောမနာမသိဆိုသည်မှာမဖြစ်နိုင်ကြောင်းကအလွန်တရားလေးမြတ်တော့မိမလွန်လေပြီးတော့အတိတ်ဘကဤတံပြည်မှာစကြဝဠာမင်းဖြစ်စဉ်တုန်းကသီလစောင့်ခဲ့တဲ့ယခုကဲ့သို့ရွှေရောင်းခြင်းလှပခြင်းအကြောင်းကိုပြောပြတဲ့အခါမှာတရားသီလဒါနကုသိုလ်ကောင်းမှုတွေပွားများကဥယျင်တော်ရီကံတွင်မှဘင်းနေစัจ जा ဗျံယထာကိုထုတ်ဖော်၍ပေးတော်မူခဲ့တယ်ဒါအလောင်းတော်စัจ जा ကိုဒီတော်ဥတော်မင်းကစัจ जा ကိုစัจ जा ယရနာဗျံကြီးကိုထုတ်ပေးနိုင်ခဲ့တယ်ဒါအထာဂရတစောင်းပေါ့လေဘုရားလုံးတော်ဥတော်မင်းဖြစ်စဉ်ဘဝတုန်းကဒီတရားတော်ကိုစัจ जा ဝလေးမင်းစัจ जा ယရနာထုတ်ပေးခြင်းကြောင့်သူသည်ချမ်းသာသာသာဖြင့်ကိုယ်နေရာကုဋ္ဌာဏကိုပြန်ခဲ့တယ်လို့သိရတယ်ဒါကြောင့်မို့လို့သူတစ်ပါးရဲ့အနောင်ထွက်တွေကိုခံလိုရတဲ့ပုဂ္ဂိုလ်မှန်သမျှတို့သည်မောရသုတ်တံတရားတော်မြတ်ကိုနာယူကြဤမောရသုတ်တံကိုအမြဲမပြတ်ရွတ်ပတ်တဲ့ဆယ်နာယူမှတ်သားခြင်းကြောင့်အိယာမထအိယာဝင်ရတစိတ်တကြည်လင်ခြင်းအရှုပ်အနှောင်ခံရတော့ခြင်းမရှိသူတစ်ပါးတို့၏ကြော့ခွင်ထောင်း
6ချင်းတို့မှလည်းလွတ်ကင်းကြည်စီကြောင်းကိုမြတ်စွာဘုရားမိန့်တော်မူခဲ့သောတရားတော်ဖြစ်တဲ့အာယုံပြုနှလုံးသွင်းနိုင်ကြပါစေ။ဘောရိတံဘောရိတံပါရိနိဗ္ဗတံမောရယောနိယံယေနတံဝိတာရကမဟာတတဝနေစေရာစေရတဝါယမန္တမိနိဝသကေတုကနိတောဓမ္မမန္တမိနေကတံပရိဒံဓမ္မနာမဟိဩရိတယံစကုမာဧကရာဇာဟရိတဝနပရိပပသောတန္တနမတမေရိတဝနပတဝိပပသံတေဇဂုဏဝိဟာရိမုဒ္ဓိဝတံယေဗျမနာဝိတုတပ္ပတမေတိမိနမောဒေဇမံပလံတုနမတုဗုဒ္ဓနာနမတုဗောဓိယနမဝိမုဒ္ဒနာနမဝိမုဒ္ဓိယဣမံသောပရိသံကတ္တဝမောရောဇေယဒေဧတနာအဘေတိယစက္ကုမဧကရာဇာဟရိတဝနပရိပပသောဒန္တနမတမေရိတဝနပရိပပသံဒေဇဂုဏဝိဟာရိမုရတေယေဗမနာဝိတုတပ္ပတမေတိမိနမောဒေဇမံပလံတုနမတုဗုဒ္ဓနာနမတုဗောဓိယနမဝိမုဒ္ဒနာနမဝိမုဒ္ဓိယဣမံသောပရိဒံကတ္တမောရောဝါဒမကပ္ပယဣမိနာပရိဒဓမ္မနုဘဝေနသောတုတိဟောတုတပ္ပတာဣမိနာပရိဒဓမ္မနုဘဝေနသာမြတ်စွာဘုရားဟောတော်မူခဲ့သောဤမောရသုတ်တံတရားတော်မြတ်ကိုနာယိမတတကုသိုလ်စေနာတရားစွာတို့ကြောင့်ဒေတုမကံအားလုံးသောတရားရမပေါင်းသူတော်ကောင်းတို့သည်သောတုသဝတိကောင်းသောမတ်သွေချမ်းသာခြင်းလည်းငင်းခံစားနိုင်ကြပါစေကုန်သတည်းဝတ္တသုတ်တံတရားတော်မြတ်ကိုဟောကြားပေးမယ်ဤဝတ္တသုတ်တံတရားတော်ဟာမြတ်စွာဘုရားရှင်နှင့်သံဃာတော်များမဂရတဲ့ဒေသသာရိလက်တဲ့ခါမှာတောမီလောင်ခြင်းကိုအကြောင်းရင်းခံပြီးတော့တောမီလောင်တဲ့ကရဟန်းတော်ဒီကြောက်ရွံ့တုန်လှုပ်ကြတယ်ကြောက်ရွံ့တုန်လှုပ်တဲ့အခါမှာမြတ်စွာဘုရားရှင်ကဘုရားရှင်ကိုရဟန်းတော်ပုထုဇဉ်ရဟန်းတော်တွေကမြတ်စွာဘုရားတောမီဒီလောင်ပါပြီကြောက်မဲ့ပဲကောင်းပြီအကုန်လုံးတော်လုံးလောင်ပါပြီမြတ်စွာဘုရားကြောက်စရာကောင်းလိုက်ပါပြီတပည့်တော်အားလုံးသိကြည်ပစ္စည်းရတော့မယ်လို့ရှောင်ထားတော့ဘုရားကမတုံမလို့ရှိကိုကြွမဲ့ကြွကြီးမားသောအပင်ကြီးတပင်အောင်ရောက်တော့မြတ်စွာဘုရားညီသက်သာထိုင်တော်မူလေရဟန်းတော်တရားထိုင်တော်မူကဘုရားရှင်သည်တရားအာယုံကိုပဲသုံးသပ်ဆင်းရဲလို့များမကြခင်မှာတောမီကြီးသည်အလိုအလျောက်နေတယ်အဲ့ဒီကြောင်းရင်ခံပြီးတော့ရဟန်းတော်တွေကအောင်းပဲကောင်းပါပြီစွာအောင်းပဲကောင်းပါပြီစွာ32တောင်လောက်ပတ်လည်ကနေပြီးတော့တောမီကြီးငြိမ်းသွားခြင်းအကြောင်းရင်းကရဟန်းတော်တွေကပြောလေတော့မြတ်စွာဘုရားတို့ငါဘုရားရဲ့တကုတော်ကြောင့်ဟောဒီတောမီကြီးငြိမ်းသွားခြင်းမဟုတ်ဘူးခွဲ့ငါဘုရားနှုတ်စဉ်ဘဝတုန်းကဤနေရာမှာအလောင်းတော်ငုံမင်းဖြစ်ခဲ့တယ်အလောင်းတော်ငုံမင်းကြီးအခုလိုပဲမိဒီလောင်နေတော့ငါရဲ့အမေပေနှစ်ယောက်တို့သည်သူ့ရဲ့အသက်ကိုချမ်းသာရလို့ကြောင့်ထွက်ပြေးသွားကြတယ်ငါသည်အတောင်ရှိပြီအချောင်းကမပြန်နိုင်သေးခြေထောက်ရှိခြေထောက်ကမသွားနိုင်သေးမိဘနှစ်ပါးကလည်းဆွန့်လွတ်ခြင်းကိုအကြောင်းရင်းခံပြီးတော့အိုးမိအပေါင်းတို့ကျွန်ုပ်ဒီကအတောင်ရှိပညာတော်လဲအတောင်ကမပြန်နိုင်သေးတဲ့ဘဝလက်ခြေထောက်ရှိပညာခြေထောက်ကမသွားနိုင်သေးတဲ့ဘဝမိဘနှစ်ပါးတို့ကိုယ့်ရဲ့အသက်ကိုဆွမ်းသားပြီးသွားခဲ့လေဘဝဤသစ္စာတရားမှန်ကန်ပါကမိခွေနဲ့အာလုံးချောင်ကင်းပါစေလို့ဘုရားအလောင်းတော်သစ္စာပြုခဲ့တဲ့တွေ့တာကြောင့်ဘယ်တော့အခုလိုမိအန္တရာယ်ကင်းချင်းခဲ့တယ်ဒါကြောင့်မလို့ဤဝတ္တသုတ်တံတရားတော်မြတ်ဒီကမိဘအန္တရာယ်ကင်းချင်းနိုင်ကြောင်းငါဘုရားချင်းတကဝငါဘုရားအလောင်းတော်ဖြစ်စဉ်တို့ငါလည်းဤကဲ့သို့သုံးသပ်ဆင်းခဲ့တဲ့အကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့တယ်ဒါကြောင့်မို့လို့မိဘအန္တရာယ်ကာကွယ်နိုင်ခဲ့နိုင်စေတတ်သောဤဝတ္တသုတ်တံတရားတော်မြတ်ကိုနှလုံးသွင်းဆင်ခြင်နိုင်ကြပါစေဩရိတံဗောဓိတံပါရိနိဗ္ဗတံဝတ္တဇာတိယံယန္တာတေဇေနတဝေကိမာတန္တဝိဝဇ္ဇိထေရသတာရိဗုဒ္ဓတလောကနာထိနပါတိတံကပ္ပဒါယိမာဒေဇံပရိဒံဓမ္မနာမဟိအဒီလောကိသီလကုဏောသစ္ဆံသောဇေယနုတ္တယဧနသစ္စေနကာမိသစ္စာကရိယမုဒ္ဓမံအာဝိဇ္ဇိတောဓမ္မပလံသိသဝပုပ္ပကိစီနိသစ္စာပလမဝတ္တယံသစ္စာကရိယမကတဟံတန္တိပက္ကပေကအပဒါနာတန္တိပါဒံအဝိဇ္ဇနာမာတာပိတာသနိကန္ဒဇာတဝိဒပရိကမသာသစ္စေကတိမေဇမ္မာပစ္စရိသောသကိဝေဇေတိသောလံတာနိကရိတာနိဩဒကံပတ္တဝယထာသကိသစ္စေနာမေသမောနတိဧတာမေသစ္စာပါရမိဣမိနာပရိဒဓမ္မာနုဘဝေနသောတုတိဟောတုတပ္ပတာဣမိနာပရိဒဓမ္မာနုဘဝေနသဤဝတ္တသုဒ္ဓတရားတော်မြတ်ကိုနာယူမတတ်တော်ပုဂ္ဂိုလ်သုံးသပ်စဉ်သောပုဂ္ဂိုလ်တို့အားမိကြောင့်ပစ္စည်းဆုံးရှုံးခြင်းမှုမဖြစ်နိုင်
မိမိတို့အိမ်မိကွင်းနိုင်ခြင်းတယောက်ကလုံးစုပေါင်းရွယ်ဆိုပါကကြည်သူများတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်မိဘအန္တရာယ်ကောက်ွယ်နိုင်ကြောင်းဟောပေါ်ညွန်ပြခဲ့သောဝတ္တသုတ်တံတရားတော်မြတ်ကိုနာယူမတ္တသောပုထုဇဉ်နာသရဆွမ်းအားတို့ကြောင့်ဒီဓမ္မကံအားလုံးသောသူတော်စင်ပေါင်းတို့သည်သောတုသဝတိကောင်းသောမတ်တွေချမ်းသာခြင်းလည်းငင်းချမ်းသာနိုင်ကြပါစေကုန်သတည်းတဇက္ကသုတ်တရားတော်မြတ်စွာဘုရားဓမ္မကမ္မထံကျင့်ဤများကိုလောကရဲ့တတ္တပေဝါတပင်အောက်၌လူသူကင်းတဲ့အစိဉ္ညာရမှာရွေးချယ်ပြီးကမ္မထံဘာဝနာစီးဖြန်းတည်ကြတဲ့အခါမှာတခါတရံစိတ်အားငယ်တတ်ကြတယ်တယောက်တည်းဖြစ်စီတုံးလို့၆ချာတရားမရနိုင်မဲ့ကမ္မထံအာယုံပစ္စည်းသူများဘုရားရှင်လက်ထက်တော်ကရှိခဲ့ဘူးတယ်။ဒါကြောင့်မလို့ကိုယ်အိမ်ထဲမှာသာလောအခန်းထဲမှာသာလောနေရာတစ်ခုမှာသာ၎င်းစိတ်ထဲမှာတုံးလို့၆ချာပြီးတော့စိတ်မတမ်းမလားစိတ်နှလုံးမသားရဖြစ်စိတ်ထဲမှာမကြည်မလင်ဖြစ်ပြီးတော့တရားမှတ်တွေလွဲချော်နေကြညာမြတ်စွာဘုရားရှင်ကဣဒဇိကသုတ်တံတရားတော်မြတ်တရားမင်းနဲ့အသူရာနတ်တို့စခင်းညတဲ့အခါမှာအသူရာတို့ကအင်အားကြီးမားလာတဲ့ဖြင့်နတ်စစ်သည်များကြောက်ရွံ့နောက်ဆုတ်လာခဲ့ကြတယ်ထို့နောက်နတ်များကိုတရားမင်းကြီးကမိမိအောင်လံတကွန်ကိုထိဖြားသို့ကြည်ကြလောလို့ကြွေးကြော်လိုက်လေတော့သောသောမိမိအလံတော်ကိုမမြင်ရပါကနတ်စစ်သည်ကြီးပဇာပတိဤအလံတော်ကိုထိဖြားကိုကြည်ကြလောသောသောမို့ဝရုဏနမင်းစစ်သူကြီးရဲ့အလံတော်ကိုကြည်ကြကုန်လောသို့မို့ဣတာနတ္တနတ်စစ်သူကြီးရဲ့အလံတော်ကိုကြည်ကြကုန်လောကိုကြွေးကြော်ရာနတ်စစ်သည်များတို့တဲ့တရားမင်း၏အလံတော်ကိုထိဖြားကိုသော၎င်းနတ်စစ်သူကြီးသုံးပါးတို့၏အလံတော်ကိုသော၎င်းကြည်၍တိုက်ခိုက်ရာသူရာဆက်များကတက်လာ၍ချုပ်နှိမ်ထွက်ပြေးသွားကြတယ်။ဤเจ้าဝင်ခံပြီးတော့မြတ်စွာဘုရားရှင်ကယဟန်တို့တရားမင်းကြီးတောင်မှဤကဲ့သို့တတ္တိကိုမွေးခဲ့တဲ့ငါဘုရားရဲ့သာနာတော်မြတ်မှာသူတော်ကောင်းတရားကိုသင်ကြောင်းပွားများအားထုတ်တဲ့ပုဂ္ဂိုလ်မှန်သမျှတို့သည်မိမိတဏ္ဍာထဲမှာစိတ်မသားမယာနှလုံးမသားမယာထိတ်လန့်ခြင်းများတကယ်လို့ဖြစ်ခဲ့냐ဤတဇက္ကသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသဆင်ခြင်ကြအန္တရာယ်ကင်းကျင်ကောင်းကျိုးတွေဖြစ်ထွန်းကြအကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောတရားတော်မြတ်ကိုနှလုံးသွင်းဆင်ခြင်နိုင်ကြပါစေယတနုတရဏိနာပိအန္တလက်ကေပိပါဏိနောအဒိဋ္ဌမတိဂိသန္တိပုမိယံဝိယသဗ္ဗတာသဗ္ဗဗတ္တမဇာလဝါရကဇေခသောရာတိသံဘဝကဏနာနာသမုဒ္ဒနာပရိဒံဓမ္မနာမဟိဧဝမေသုတံဧကံသမယံဘဂဝါသဝတိယံဝိဟာရတိစေတဝနိနာတပိဏိကတအာရမိဒါတရာကောဘဂဝါဘိက္ခုအာမန္တိတိဘိက္ခဝောတိပတ္တတိတိတိဘိက္ခုဘဂဝါတောပစ္စသောတုံဘဂဝါဣဒတဝောဇဗုဒ္ဓံပုပ္ပံဘိက္ခဝေဒေဝသူရသင်္ကမောသမုပပြုလောဟောတိအထာကောဘိက္ခဝေသကောဒေဝနာမိန်တောဒေဝေတဝရိန္တိအာမန္တိတိသဇေမာရိတဒေဝနံသင်္ကမကတနံဥပ္ပဇေယဘယံဝါဇမိတတံဝါလောမဟံသောဝါမာမိဝတတမင်သမယေတဇကံဩလောကိယထမမံဟိဝောတဇကံဩလောကယန္တံယံဘဝိတ္တိဘယံဝါသမိတတံဝါလောမံသောဝါသောဘဟိယိတတိနောဇိမိတဇကံဩလောကိယထအထပဇာပတိတဒေဝရာဇတတဇကံဩလောကိယထပဇာပတပတိတဟိဝောဒေဝရာဇတတဇကံဩလောကယန္တံယံဘဝိတ္တိဘယံဝါသမိတတံဝါလောမံသောဝါသောဘိယိတတိနောဇိပဇာပတိတဒေဝရာဇတတဇကံဩလောကိယထအထာဝရုဏတဒေဝရာဇတတဇကံဩလောကိယထဝရုဏတဟိဝောဒေဝရာဇတတဇကံဩလောကယန္တံယံဘဝိတ္တိဘယံဝါသမိတတံဝါလောမံသောဝါသောဘိယိတတိနောဇိဝရုဏတဒေဝရာဇတတဇကံဩလောကိယထအထာဣတနတဒေဝရာဇတတဇကံဩလောကိယထဣတနတဟိဝောဒေဝရာဇတတဇကံဩလောကယန္တံယံဘဝိတ္တိဘယံဝါသမိတတံဝါလောမံသောဝါသောဘိယိတတိတံဃောပါဏဘိက္ခဝေတက္ကတာဒေဝနာမိန်တတတဇကံဩလောကယန္တံတ
တံဂောပါဏဘိကဝေတက္ကသဝဒေဝနာမိန္ဒသာတဇေကအောင်လောကယတံပဇာပတိတဒေဝရာဇသာတဇေကအောင်လောကယတံဝရုဏသာဝဒေဝရာဇသာတဇေကအောင်လောကယတံဣဒနတဝဒေဝရာဇသာတဇေကအောင်လောကယတံယံဘဝိတ္တိဘယဝသံဝိတတံဝါလောမံသောဝါသောဘိယတတိနောဘိယေတိထတံကိတဟေတုသေကောဟိဒီပသေကောဟိဘေကဝေဒေဝနာမိန်သောအဝိဒရာဂောအဝိဒဒောသောအဝိဒမောဟောဘိတုသံမေဥဒရာတိပလာယေတိအဟိဇာကောဘေကဝေဧဝံဝန္တမိသာစီတုမကံဘေကဝေအရိညကတ္တနာဝရောဂမူလကတ္တနာဝသုံးညကာရကတ္တနာဝဥပ္ပစ္စယဘယံဝသံမိတတံဝလောမံသောဝမမိဝတတမေသမာယိအနုတရိယထဣတိပိသောဘဂဝရသမံသမ္ဗုဒ္ဓဝိဇာရဏသမဏောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတတ္ထာတိဝမနုဿနာဗုဒ္ဓဘဂဝါတိမမဟိဝဘိကဝေအနုတ္တရတယံဘဝိတ္တိဘယဝသံမိတတံဝလောမဟံသောဝပိယတောမံသောပိယေတတိတိမမဟိဝဘိကဝေအနုတ္တရတယံဘဝိတ္တိဘယဝသံမိတတံဝလောမဟံသောဝါသောပိယေတတိနောစီမံနုတ္တရိယာသအထဓမ္မံနုတ္တရိယာထသက္ကာလောဘဂဝတာဓမ္မောတန္တိတိကောအဂါလိကောဧပတိကောဩပါလိကောပိသတ္တဝရိဒဘောဝိညုဣတိဓမ္မံဤဝဘိကဝေနုတ္တရတယံဘဝိတ္တိဗျာဝသံမိတတဝလောမံသောဝါသောပိတတိနောစီဓမ္မနုတ္တရိယာဒာဒသံဃာနုတ္တရိယာဒသုပ္ပရိပန္နောဘဂဝတောတဝကသံဃောဥစုပရိပန္နောဘဂဝတောတဝကသံဃောညာယပရိပန္နောဘဂဝတောတဝကသံဃောသမိစိပရိပန္နောဘဂဝတောတဝကသံဃောယတိတသတ္တာရိပုရိသယုကဏိဓပုရိသပုဂ္ဂလဣဒဘဂဝတောတဝကသံဃောအာဟုနိယောပါဟုနိယောဒိဋ္ဌိနိယောဣန္ဒြိကရဏိယောနုတ္တရပုညကိတံလောကတာတိသံဃာယိဝဘိကဝေနုတ္တရတံယံဘဝိတ္တိပယဝသံမိတတဝလောမံသောဝါသောပိယေတတိတံကိတဟိတုတတ္တကတောဤဘိကဝေအရဟံသမ္မံသမ္ဗုဒ္ဓောဝိတရာဂောဝိတဒောသောဝိတမောဟောအဘိတုအာဇံမိအနုတ္တရတိအပ္ပလာယိတိဣဒမောဇဘဂဝါဣဒဝတ္တနာဒုက္ခတောအထာပရဣဒတဝဇတတ္တအရိညရောဂမူလိဝသုံးညာကာရိဝဘိကဝောအနုတ္တရိတသံဗုဒ္ဓံဗယံတုမကနောတိယနောစီဗုဒ္ဓံတရိယာဒလောကဇေတံနရတပံအထဓမ္မံတရိယာဒနိယာနိကံသုတေတိတံနောစီဓမ္မံတရိယာဒနိယာနိကံသုတေတိတံအထသံဃံတရိယာဒပုညကိတံအနုတ္တရဧဝံဗုဒ္ဓံတရံတဏံဓမ္မံသံဃိသဘိကဝောဘယဝဇာမိတတဝလောမံသောဝါနာဟိတတိလောမံသောနာဟိတတိဣမိနာပရိဒဓမ္မာနုဘာဝေနသောတုတိဟောတုတပ္ပရာဣမိနာပရိဒဓမ္မာနုဘာဝေနဣတဇကသုတ္တံတရားတော်မြတ်ကိုရွတ်ပတ်တရစေနာယူမတ္တသုံးသဆင်းရဲရသောကုသိုလ်သည်ကအမြဲမပြရွတ်ပတ်တရစေနာယူမတ္တခြင်းကြောင့်ကြောက်ရွံ့အားငယ်စိတ်များကင်းကွာသွားနိုင်ခြင်းမကြာကဏလန္တသူများသည်တရားတော်မြတ်ကိုနာယူမတ္တနိုင်ကြခြင်းကြောင့်ကျေးဇူးသည်များခြင်းမိမိကိုယ်ကိုအထင်မကြီးသူများအမြဲမပြမိမိရဲ့တဏ္ဍာထဲမှာတရားအသိတွေအားထုတ်တဲ့ခါကမှဘုရားဂုဏ်တော်တရားဂုဏ်တော်သံဃာဂုဏ်တော်ကိုရှိခံထားပြီးသုံးသဆင်ရင်နာယူမတ္တခြင်းကြောင့်တတ္တိတွေရင့်ရဲ့မိမိကမ္မထအာယုန်လေးပမာကြရောက်ပြီးရရင်သောတတ္တိတွေရှိခြင်းပွားများလာနိုင်တဲ့ဆွမ်းအားတို့ကြောင့်ကျေးဇူးများပြားချောင်းကိုမြတ်စွာဘုရားမိတော်မူခဲ့သောတရားတော်မြတ်ကိုနာယူမတ္တသောကုသိုလ်စေနာတရာဆွမ်းအားတို့ကြောင့်ဒေတုမကံသင်သူတော်ကောင်းတို့သည်သတ္တုသူအတိကောင်းသောမသွေချမ်းသာခြင်းလက်ငင်းခံစားနိုင်ကြပါစေကုန်သတည်းညကုတ်ရွတ်ပတ်တရစေမဲ့အာထာဏတိယသုတ်တံမြတ်စွာဘုရားအာထာဏတိယသုတ်တော်ကိုပဲအကြောင်းကြောင့်ဟောတော်မူတဲ့ရာဇယိုပြည်အနိကိစ္စကိုတောင်းနေမြတ်စွာဘုရားတရင်သုံးတော်မူတဲ့တညသောညတကောင်ယာမှာမျက်မှောတောင်းလိလေးမြင့်တာနဲ့လင်းကြကုန်သောဒါဓာရတဝေရုလကဝေရုဘက်ကိုဝေရာကျနမင်းကြီးတို့၄ပါးတို့သည်မြတ်စွာဘုရားတန်လာရောက်ဖို့ဖူးမြော်ကြတယ်ဖူးမြော်ကြပြီးတော့နမင်းကြီး၄ပါးတို့ကိုစားကိုဝေရနမင်းကြီးကဥဆောင်လျက်ဩ
မြတ်စွာဘုရားလူကောင်းလူဆိုးတွေအမျိုးမျိုးရှိကြသလိုနတ်လောကမှာလည်းပဲဘလူလောကနတ်လောကမှာဖြစ်စီဘလူလောကမှာဖြစ်စီအကောင်းဆိုးတွေအမျိုးမျိုးရှိကြပါတယ်မြတ်စွာဘုရားအရှင်ဘုရားရဲ့သာနာတော်တွင်နဲ့တရားဓမ္မမွေလျောသူဥပဒကဥပဒကိတရားဓမ္မမြတ်ယဟန်သံဃာတော်မြတ်သာသနာတော်ကိုမကြည်ညိုသူတို့ထို့သည်ကဤသူတော်စင်တို့ကိုဘလူနတ်ဆိုးနတ်ဝအမျိုးမျိုးသောမကောင်းသောသုံးဖို့ကဝေတစေမင်းစရာမလိုက်ကအတိုင်းမဲ့အနှောင်းရှစ်သည်6လန့်ကြီးပြပါကတပည့်တော်တို့မှလည်းတာဝန်မကင်းရှိပါလိမ့်မယ်မြတ်စွာဘုရားတို့တို့ဒါကြောင့်ထိုနတ်ဆိုးနတ်ဝါတွေကြောက်ဝဲပဲသောပုဂ္ဂိုလ်တွေနာအဲ့ဒီပုဂ္ဂိုလ်တွေရှိကြပါ၏ကြောက်ရွံ့ဇေတတ်သောနာခံဇေတတ်သောတပည့်တော်တို့၏နာမေပသောအာထာနာတိယနတ်မြို့တော်မှထုတ်ပြန်လိုက်သောအမိန့်တော်ပြန်တန်းစည်းကမ်းသဝဖြစ်သည့်အယံအန္တာပရိတရားတော်မြတ်ကိုမြတ်စွာဘုရားဟောတော်မူပါလို့နားတော်လျောက်ထားတဲ့အခါမှာမြတ်စွာဘုရားရှင်သည်နတ်မင်းကြီး၄ပါးကိုအကြောင်းရခံပြီးတော့ဟောတော်မူခဲ့သောတရားဖြစ်တယ်။နောက်ကြောင့်နှလုံးသွင်းဆင်ခြင်နိုင်ကြပါစေ။အပတန္တိယိနာထတ္တသာသနေသာတုသမ္မတိအာမနုသေသန္တိတရာကိပိသကာရိပိပရိသနံစတသနံအိန္ဒာဇဂုတ်တိယယန္တာတေတိဝိတံယန္တာတေတိမာဝိရောပရိတံတမ္ပနမဟိဝိပါတိဒသနမတုစေကိုမန္တတတေရိမတောသေကိတပိသနမတုသဗ္ဗဗုဒ္ဓ ानु ကံမိနောဝေဒဗုဒ္ဓသနမတုနာတကတ္တတပတိနောနမတုကကုသနတမာရတိနပမတ္တနောကောဏကမနတနမတုပြမနတဥဒိမတောကောဏကမနတနမတုပြမနတဥဒိမတောကတ္တပရဇနမတုဝိပမုဒ္ဒတသဗ္ဗတိအင်္ဂိရတသနမတုသကြဗုဒ္ဓတသေရိမတောယောဣမန္တေမန္တိတိတိသဗ္ဗဒုက္ခပနုဒနံယေဇာပိနေဗုဒ္ဓလောကေယတဗုဒ္ဓဝိပါတိတောဒေဇတံမိသုဏန္ဓမန္တဝိဒတာရတဣဒံဒီဝမနုဿနာယနမတာနိဂေါတမံဝိဇာစရဏသမ္မနမန္တဝိဒတာရတဣတိဇိညိတံဗုဒ္ဓအနိဂတတကောတိယောသဗ္ဗေဗုဒ္ဓသမသမသဗ္ဗေဗုဒ္ဓမေတိကာသဗ္ဗေတတပလုပိသဝေသာရေစေတုပါပကသဗ္ဗေတတပလုပိသဝေသာရေစေတုပါကတသဗ္ဗေတိပရိစ္ဆာနန္တိအာသဝန္ဌာနမုဒ္ဓမံတိယနာဒနာနဒန္တိတိသေပရိသာတုဝိတရတဗျမစကံဘဝတန္တိလောကေအပတ္တိဝတ္တိယံဩဘိတဗုဒ္ဓဓမ္မိအထာရတဟိနာယကဗာရိတလက္ခဏုပိတာတိတာနုပိသနာဒရာဗျမပပယသုပပသဗ္ဗေတိမုနိကုံစရာဗုဒ္ဓသဗ္ဗညုနောဣတိသဗ္ဗေကိနာတဝါစီနာမဟာပပမဒေဇာမပညာမပလမဟာကာရုဏိကာဓိရာသဗ္ဗေဒါနံဒုက္ခဝဟံဒီဘာနာတပရိတ္တဇဒါနာလေနသပါဏိနံဂတိပန္တုမိတ္တတံတရဏသဟိတေတိနောတာတိဝကတလောကတသဗ္ဗေဣတိပါရယနာဒိတဟံသီရတပါတိဝန္နာမိပရိသုတ္တမေဝဇ္ဇတမနတဇိဝဝန္နာမိဒိတတကတိလာယနေအတနေဌာနေကမနေသဗ္ဗိတပ္ပတာသာရသုကိနရကန္တုဗုဒ္ဓသန္တိကရာတုဝံဒေတောရကိတောတံတော်မုဒ္ဒောတပ္ပမေဟိသသဗ္ဗရောဂဝိနိမုဒ္ဒောတပ္ပသန္တာပဝေစီတောအဘဝိဓမ္မတိကံတော်နိဗ္ဗုဒောဇတုဝံဘဝဧတံသစ္စေနသေရေနခန္ဒီမေတ္တာပလိနသဒေပိအမေဒေပိဒုံမေနောရေခန္တောအာရောဂေနဒုက္ခေနသပုရတိမသမင်တိသာပါကိတံတိဗုဒ္ဓမေဟိတိကဒေပိဒုံမေနောရေခန္တောအာရောဂေနဒုက္ခေနသယကိနသမင်တိသာပါကိတံတိဒေဝမေဟိတိကဒေပိဒုံမေနောရေခန္တောအာရောဂေနဒုက္ခေနသပစ္စည်းမသမင်တိသာပါကိတံတိနာဂမေဟိတိကဒေပိဒုံမေနောရေခန္တောအာရောဂေနဒုက္ခေနသဩတ္တရသမင်တိသာပါကိတံတိယက္ခမေဟိတိကဒေမိတုံမေနောဒေပိအမေနောရေကံတော်အာရောဂေနဒုက္ခေနသပုရတိမေနာတဓာရထောတကိနေနာဝေရောလကော
ပစ္စည်းမိနဝိရုဘေကောကိုဝေရောဥဒ္ဒရာနိတံစတ္တရောဒီမာရတလောကဘာနာယတတိနောဒေဝိအမေဒေဝိတုံမေနောရေကံတုအာရောဂေနသုခိနသအာဂတတ္တသဘုံမဓာတိဝနာဂမိတိကဒေဝိအမေဒေဝိတုံမေနောရေကံတောအာရောဂေနသုခိနသဣတိမန္ဒောဇယေဒီဝဝတန္တာဣဒသတနိဒေဝိအမေဒေဝိတုံမေနောရေကံတောအာရောဂေနသုခိနသသဗ္ဗိတိယောဝိဝေဇန္တုသောကောရောကောဝိနာတတုမဟာဒေဘဝံတောန္တရာယသုခိတိကယူကောဘဝအဘိဝဒနာသီလေသနိသံဟုတ်တာပဇာယိနောသတ္တာရောဓမ္မဝရန္တိအာယုဝန္နောဒုက္ခမလံဣမိနာပရိဒဓမ္မာနုဘာဝေနသောတုတိဟောတုတပ္ပတံဣမိနာပရိဒဓမ္မာနုဘာဝေနအာရဏတိယသုတ္တံတရားတော်မြတ်ကိုနာဂမတ္တယခြင်းကြောင့်သုံးသက်ဆင်းခြင်းပွားများအားထုတ်ရခြင်းကြောင့်နတ်တို့ရဲ့စောင့်မခြင်းကိုခံစားရခြင်းအကာကွယ်ပေးသည်နတ်အပေါင်းတို့ကအကဆောင်းချောက်ကိုခံဆောင်းချောက်ခြင်းကာကွယ်ပေးခြင်းအမောက်ပယောဂမြတ်ဓမ္မကအမောက်ပယောဂမန္တမြတ်တို့မကရောက်နိုင်ခြင်းသုံးဖို့ကဝေတစေမင်းတရားမာတာရိကအမိုက်မဲ့အနှောင်းဖွဲ့တို့မှကင်းကြံခြင်းမိစ္ဆာဝါဒီပညာသည်တို့ကပြုစားခြင်းမှကင်းဝေးနိုင်ကြောင်းမကောင်းသောဂျိုစီဂျိုညံ့တို့ကံကြမ္မာတို့မှလည်းလွတ်ကင်းနိုင်ကြောင်းမြတ်စွာဘုရားဟောပေါ်ညွှန်ပြသောတရားတော်မြတ်ကိုနာယူမတ္တသောကုသိုလ်စေနာသရာဆွမ်းတို့ကြောင့်ဣတုမကံသင်သူတော်စင်ပေါင်းတို့သည်သောတုသဝတိကောင်းသောအမတ်တွေချမ်းသာခြင်းလည်းငင်းခံစားနိုင်ကြပါစေကုန်သတည်းအကုယောဘတရစေမဲ့အင်္ဂုလိမာလသုတ်အင်္ဂုလိမာလသုတ်ကိုအာဝတိမြေပတိနိကောသလမင်းကြီးရဲ့အတိုင်းမင်ခံတရားကြီးပရောဟိတ်ကြီးရဲ့ဇနီးပုံလေးမှမန္တယာနီတွင်သားတယောက်ဖွားမြောက်လာခဲ့တယ်ထို့ချင်းတပီလုံးလက်နဲ့တွေကအယောင်ဝင်းတောက်ပလာပြီးတော့ကောသလမင်းကြီးကမေးရဘုံတော်ကြီးမြတ်ဘုံတော်ကြီးကမိမိဇနီးမှမွေးဖွားလာသောသားဤနှစ်ခတ်ကြောင့်ပြကြောင်းတတော်ဥတင်တဲ့အခါ၎င်းသားကိုသုတ်တင်ဖြောက်ပြက်ပါမည်ဟုတတော်ဥတင်၆ထားတယ်မင်းကြီးကတိုင်းပြည်ကိုလူယူမိသဘုံဖြစ်လေမလားလို့မေးရပရောဟိတ်ကြီးကထီးနှံကိုလူမိသူမဟုတ်ပါအကြောင်းကိုပြန်ပြီးလျှောက်ထားတယ်တောတွင်လူဆိုးတာဖြစ်ပါမည်ပြောတဲ့ဖြင့်မင်းကြီးကဇီဝိတဒါနအသက်ရှင်ပါစေမတိပါစေနဲ့ကိုမိန့်ကြားတဲ့ဖြင့်ဟိန္ဒကအမည်ကိုပေးရလိုက်ကြတယ်အဲ့တော့ဟိန္ဒကအရှင်ဟိန္ဒကနောက်ဆုံးမှာအင်္ဂုလိမာလသူသည်ဆရာကြီးရဲ့စကားကိုအထင်လွဲမှုခံရတဲ့ဖြင့်လက်ညှိုးပေါင်း1000ဖြတ်ယူခဲ့ရတယ်ဖြတ်ရင်းနဲ့လူတွေများသက်ခဲ့တာနောက်ဆုံးမြတ်စွာဘုရားသာဝတိပြည်နိဇာတိယတောင်တန်းမှာဒီကအမျိုးမျိုးသောဓာတ်တစ်ချောင်းကိုင်းဆောင်၍ရာသမြတ်တော်တတ္တဝါတွေညှင်းဆဲလေတော်မြတ်စွာဘုရားကိုယ်တော်တိုင်ကြောက်တော်မူ၍အင်္ဂုလိမာလအားတရားဓမ္မတိဟောပေါ်ညွှန်ပြတဲ့အင်္ဂုလိမာလသီကမြတ်စွာဘုရားတရားဆုံးမှာအာလောကုန်ခန်းလို့ယဟန္တာဖြစ်တော်မူခဲ့တယ်အဲဒီယဟန္တာဖြစ်ခြင်းကိုအကြောင်းရင်းခံ၍မြတ်စွာဘုရားအင်္ဂုလိမာလဒီကလူတွေမြောက်များသောဒုက္ခပေးကြသူတို့ရဲ့မိဘတွေသူဆွေမျိုးတွေကိုတပ်ဖြတ်လက်ခဲ့တဲ့အတွက်ဒါကြောင့်လူတွေကဒုက္ခပေးခဲရင်းနဲ့ပေါက်ကြခြင်းကြောင့်အရှင်အင်္ဂုလိမာလကမှတော်တော်ဒုက္ခရောက်ကြတယ်ယန္တာဖြစ်ဖြစ်များလားအကျွေးတွေဆက်ခဲ့ရတယ်တနေ့တော့ချိန်ကာလမှာမြတ်စွာဘုရားရှင်သည်မိဘခဲ့သောတန်လေးဆောင်ကိုယ်ဝံအမျိုးသမီးတယောက်ကိုအကြောင်းရင်းခံပြီးတော့အင်္ဂုလိမာလသင်သည်မိမဆွမ်းရသွားတဲ့အခါမှာမိဘနေတဲ့အမျိုးသမီးတယောက်တွေးလိမ့်မယ်သင်သည်ဟောဒီအင်္ဂုလိမာလသုတ်ကိုရွတ်ဖတ်တဲ့ဆယ်ပြီးတော့ပြီးသည်ရှိသောကောင်းကျိုးတွေဖြစ်လိမ့်မယ်လို့မိဘနေတဲ့အမျိုးသမီးကိုအကြောင်းရင်းခံပြီးတော့အရှင်မြတ်ရွတ်ဖတ်တဲ့ဆယ်လိုက်တဲ့အခါမှာမိဖွားနိုင်ခဲ့တယ်အဲ့ဒီအကြောင်းရင်းခံပြီးတော့မြတ်စွာဘုရားရှင်ကအင်္ဂုလိမာလမထေရမြတ်ကိုသင်ပေးခဲ့သောအင်္ဂုလိမာလသုတ်တန်တရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါစေပါရိဒံယမရဏတ္တနေတိနာဒါနဒောဝနံဩဒကံမိဝိနာတိတိသဗ္ဗမေဝပရိသေယံသောတိနံကပ္ပဥဒ္ဒနံဣဇသာရိတိသင်္ကနေထေရသသင်္ဂုလိမာလသလောကနာတိနပါတိတံကပ္ပဒါယိမာတိသံပရိဒံဓမ္မနာမဟိယတောဟံပကိနိအရိယာယဇာတိယာဇာတောနာဘိဇာနာမိသေစိသပါဏဇဝိတာဝရောပိတာ
Ina desina thodu di hodu thodi kapata lu. Imina brida dhamma nubawena. Nubawena sa enguli mala thudan diyaro myako yobba tere se chin jao. Miwa kede bogori. Kawan sang mudi miyadu di ibrida yaro yiri jao. Chama chanda dwabe luedego kwamya nangede. Kawan lu. ရှိတဲ့ပုဂ္ဂိုလ်များကလည်းပဲအမြဲတည်းရောပတ်တရဆဲနာယူမှတ်သားရောက်ခြင်းကြောင့်ခက်ခဲမချိလွယ်လင့်တကိုမွေးဖွားနိုင်ကြောင်းလူသမကအိမ်မွေးတရိษံတွေမွေးရခက်လျင်လည်းပဲဤပိတရားတော်မြတ်ဖြင့်ပဲရေးပိရေကိုပဲဖြံပါကလွယ်လင့်တကိုပေါင်းမြင်နိုင်ကြောင်းအကျိုးကျေးဇူးတွေများပြနိုင်ကြောင်းမြတ်စွာဘုရားဟောတော်မူခဲ့သောပိတရားတော်မြတ်ကိုနာယူမှတ်သားရသောကုသိုလ်စိတ်နဲ့တရားစွာတို့ကြောင့်ဒီသူတော်ကောင်းတို့သည်ဘဒုသဝတိကောင်းသောမသိချမ်းသာခြင်းလက်ငယ်ခံစားနိုင်ကြပါစေကုန်သတည်းဘောဇင်သုတ်တန်တရားဖြစ်တယ်ဘောဇင်တရားတော်မြတ်ကိုမြတ်စွာဘုရားမြည်သည့်ပုဂ္ဂိုလ်တွေကြောင်းရင်ခံပြီးဟောခဲ့တယ်လေတခါတည်းလက်ရရန်တကူပြတကူတွေကြီးတဲ့လက်ဝဲတော်ရအရှင်မကတ္တပအရှင်မောကလမထေရတို့နာမကျမ်းဖြစ်တော်အရှင်မောကလံလက်ရရန်ဖြစ်လက်ဝဲရန်ဖြစ်တဲ့အရှင်မောကလံတို့အရှင်မကတ္တပယုနေမကောင်းဖြစ်တော်ဘုရားရှင်သိတော်မူကားတော်ဒီမှာစိတ်ပန်းတို့ရဲ့အနတ်ကိုနှမ်းရှိအောင်ရည်တော်နာမကျဖြစ်လို့မြတ်စွာဘုရားသိတော်မူကြွသွားတော်မူ၍ကတ္တမမောက္ကလံတို့ငါဘုရားဘောဇင်တရားတော်မြတ်ကိုဟောမိပေးမယ်သင်တို့ဉာဏ်ထဲမှာဘောဇင်တရားထင်ရှားပါစေလို့မြတ်စွာဘုရားကဘောဇင်တရားတော်ရုပ်ဖတ်တဲ့ဆယ်တဲ့အခါမှာအရှင်မြတ်ဒီချမ်းသာတော်မူခဲ့တဲ့အကြောင်းကိုတန္တရိတန္တရန္တနံသဗ္ဗဒုက္ခဝိနာသနေတတ္တဓမ္မိသဘောဇင်ငိမာရတိနပမတ္တနေဟောစီတွာရည်စီမေတတ္တတိဘဝကုဋ္ဌမௌဒ္ဓမအဇာတိမဇရံပြတိအမတ္တနိဗ္ဗယကတ္တဧဝမာတိကုဏုပိတအနိကကုဏသင်္ကဟံဩတတိသအိမံမန္တံဘောဇိကိသပနာမဟိဘောဇင်ကိုတတိသင်္ကတောဓမ္မနာဝိဇယတတ္ထဘောဇင်ကိုတတိသင်္ကတောဓမ္မနာဝိဇယောတတ္ထဝိရိယံပိဋိပတ္တတိဘောဇင်ကသတတ္ထပရိသမ္မာတုပက္ခဘောဇင်ကတတ္တိတိသဗ္ဗတတိနာမုနိနာသမ္မတေကတဘဝိတဗုလိကတသံဝတ္တန္တိအဘိညာယနိဗ္ဗာနသဗောတိယဣတိနာသစ္စာဝေဇိနာသောတုတိဟောတုသဗ္ဗတာဧကသမိသမိနာတောမောက္ကလံနိစ္စကတ္တဗံဂီလာနိဒုက္ခိတိဒိဋ္ဌဝဘောဇင်ငိတတ္တဒိတယိဒေဇဒံဘိနန္တိတောရောဂမုစေတုတင်ကနိဣတိနာသစ္စာဝေဇိနာသောတုတိဟောတုသဗ္ဗတာဧကဒါဓမ္မရာဇဘိကိလိညိနာပိပိလိတောသုဏဒေဝတံယဝပနာပိတွဏတာရရံသံဘောဓိတွဏအာဘာဒဓမ္မဥဒ္ဒယိဌာနသောဣတိနာသစ္စာဝေဇိနာသောတုတိဟောတုသဗ္ဗတာဘိနာတိဇအာဘာဒံပိဏနံဘိမေတိနံမေဃာတာကိလေသာဝပတ္တာနုပါတိဓမ္မတံဣတိနာသစ္စာဝေဇိနာသောတုတိဟောတုသဗ္ဗတာဣမိနာပရိဒဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတာဣမိနာပရိဒဓမ္မနုဘာဝေနတအရှင်မကတ္တဗအရှင်မောက္ကလမထေရမြတ်တို့နေမကောင်းဖြစ်၍ဘုရားကြွတော်မူကားဟောတော်မူခဲ့သောဤဘောဇင်ကသုတ်တန်တရားတော်မြတ်စွာဘုရားရှင်ရွတ်ပတ်တရဆယ်နေတဲ့အခါမှာရှင်မကတ္တဗရှင်မောက္ကလန်တို့သည်ဘယ်လိုစိတ်တော်ထဲမှာပေါ်လာခဲ့တယ်လဲ။ဩငါတို့ဒီကတတိတံဘောဇင်ဓမ္မဝိဇ္ဇာတံဘောဇင်အစရှိတဲ့ဘောဇင်တရား9ပါးတို့ကိုသုံးသပ်ဆင်ခြင်တော်မူခဲ့ခြင်းကြောင့်သောတာပန်သောတာကအနာဂါယန္တာဖြစ်လာကြတာကိုတတိတံဘောဇင်ကိုပွားများခဲ့ခြင်းကြောင့်တတိကြီးစွာတမာတိတွေအားကောင်းတော်မူခဲ့တယ်။အဲဒီတတိတံဘောဇင်ကိုအကြောင်းရင်းခံပြီးတော့ဓမ္မဝိဇ္ဇာတံဘောဇင်တို့သုံးသပ်ဆင်ခြင်နိုင်ခဲ့တယ်။အဲဒီဓမ္မဝိဇ္ဇာတံဘောဇင်ကဝိရိယတံဘောဇင်ပိဋိတံဘောဇင်ပတိတံဘောဇင်တမာတိတံဘောဇင်ဥပ္ပကတံဘောဇင်အသီးသီးဖြစ်ဘောဇင်9ပါးဒီအတိုင်းကျင့်ကြံပွားများအားထုတ်လို့တို့အရိယာဖြစ်တော်မူလာခဲ့တာကိုလို့သုံးသပ်လိုက်တဲ့အခါဝမ်းသာတဲ့ပီတိတွေဖြစ်အဲ့ဒီပီတိတရားတွေဒီကိုယ်လုံးမှာจิตသိမ်းမွေးထားလောက်ပီတိဖြစ်ပြီးပီတိကခန္ဓာကိုယ်ဒီကိုယ်လုံးမှာခံစားနေရတဲ့ဝေဒနာတွေချစ်ချင်းခွာချပြီးကျမ်းမာတော်မူလာခဲ့ကြတယ်ခါတပါမြတ်စွာဘုရားနေမကောင်းဖြစ်ပြန်တော့သုံးနာမတိခေါ်ဆိုလို့ရှင်းသားဆုံးတာငါဘုရားနာမကျမ်းဘူးမနဲ့နေမကောင်းဖြစ်တယ်ဘောဇင်တရားကိုနာယူမှတ်သားလိုက်တဲ့နိညာထဲမှာဘောဇင်ထင်ရှားပါစီကွယ်လို့ဆိုတော့သုံးနာမထေကဘုရားရှိတော်မူတဲ့နေရာကိုမျက်နှာမူပြီးတော့ဩတတိသဣမမန္တံဘောဇင်ကိစ္စပဏာမဟိ
ဘောဇင်ကိုတတိသင်္ကတောဓမ္မနာဝိဇယတထဝိရိယပိဋိပတ္တိဘောဇင်္ဂသတ္တပရိသမတုဘကဘောဇင်္ဂတတ္တိသဗ္ဗဓာတိနာစတဲ့ခန္ဓာကိုယ်ရွတ်ဖတ်တဲ့တဲ့အခါမှာဘုရားရှင်ညာတော်ထဲမှာဩငါသည်သောတပတ္တရာကအနာဂယန္တာတပ်ပိညုတညာတော်မြတ်ကြီးကိုရတော်မူခဲ့တာတတိတံဘောဇိဓမ္မဝိဇ္ဇတံဘောဇိစသဘောဇင်ခန္ဓာပါးဒီကိုကျင့်ကြံပွားများအားထုတ်လို့ငါသည်တပ်ပိညုတညာတော်မြတ်ကြီးကိုရတော်မူခဲ့တာကိုကဲငါဘာလို့သိသူမကပွင့်ရသည်ဘုရားရှင်မန္တများတို့ဒီကဤဘောဇင်တရားအတိုင်းကျင့်ကြံပွားများအားထုတ်လို့ဘုရားတွေဖြစ်တော်မူကြတာပေါ့လားအရိယာမှန်သမျှဘောဇင်တရားတော်ရဲ့ကျေးဇူးပါလားလို့ဝန္တာရစိတ်ကတကူလုံးပြန်လာခဲ့တယ်ပိဋိတိဖြစ်ဖရဏပိဋိဂွမ်းစီချိပြီးသေးသောတကူလုံးจิตသိမ်းဝင်ထလောက်ဖြစ်တယ်ဖြစ်ရင်ဖြစ်ရင်ခန္ဓာကိုယ်တော်မှာခေါင်းယောဂမှန်သမျှတို့ချင်းကင်းပြောက်ပြီးကျမ်းမာတော်မူလာခဲ့တယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကရှစ်သားရှစ်သမီးတို့ဤဘောဇင်တရားဟာဆေးနဲ့လည်းတူတယ်ကွယ်တို့မန္တန်နဲ့လည်းတူတယ်ကွယ်တို့ဘောဇင်တရားတော်မြတ်ကယောဂတရစေခြင်းပွားများဆင်းရဲနာယူမှတ်သားရခြင်းကြောင့်ယောဂဆိုးဝေဒနာဆိုးများမကတ်ရောက်နေပဲနဲ့ပျောက်ကင်းချမ်းသာခြင်းနဲ့ယောဂဝေဒနာကြောက်နေသူများအတွက်ထံကရင်ပိတပိတတယောဂတရစေမဲဆိုရင်ယောဂပျောက်ကင်းခြင်းကိုခံစားနိုင်ကြောင်းမြတ်စွာဘုရားမိတော်မူသောဘောဇင်တရားတော်မြတ်ကိုနာယူမှတ်သားသောကုသိုလ်စေနသရာဆွမ်းတို့ကြောင့်ဒီတို့မှာကံသင်သူတော်စဉ်ပေါင်းတို့သည်လောတုတဝတိကောင်းစွာမတ်သွေချမ်းသာခြင်းနဲ့ငယ်ခံစားနိုင်ကြပါစေကုန်သတည်းယခုနောက်ဆုံးရွတ်ဖတ်တဲ့ဆယ်နာယူမှတ်သားရမယ်ပုပ္ပန္နသုတ်တရားဖြစ်တယ်ပုပ္ပန္နသုတ်သုဒ္ဓတရားတော်ဘုရားတရားသံဃာယတနာများ၃ပါးနတ်တို့ဂုဏ်တော်ကိုကျေးဇူးတော်တို့အာနုဘောတော်တို့ကိုစုပေါင်း၍နှလုံးသွင်းဆင်ခြင်တော်မူကြ၏တော့ဤသုတ်တန်ကိုမြတ်စွာဘုရားရှင်ဘယ်ကြောင့်ဟောတော်မူခဲ့ပါသလဲတိတ်တရားတော်မြတ်ထုံးလို့ပြီးစီစဉ်ဘုရားရှင်အာနုဘောတော်ဘုရားရဲ့ဂုဏ်တော်တရားဂုဏ်တော်သံဃာတော်ဂုဏ်တော်ဤဂုဏ်တော်တွေကိုပွားများကြည့်တဲ့အန္တရာယ်ကင်းပြောက်ဘုံတကိုးတွေတောက်ပစေပြီးတရားတော်မြတ်အာနုဘောတော်တို့ကြောင့်အန္တရာယ်ကင်းပြောက်ကလောကီလောကုတ္တရာကောင်းကျိုးချမ်းသာတွေပြည့်ဝစေကြောင်းမြတ်စွာဘုရားမိတော်မူခဲ့သောတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါသည်ယန္တုနေမေတ္တဝမင်္ဂလိသယောသမနာဘောတုဏတတတ္တောအာမေကောဒုသုပိနံအာဂန္တံဗုဒ္ဓ ानु ဘဝေနဝိနာသမိန်တုယန္တုနေမေတ္တအဝမင်္ဂလိသယောသမနာဘောတကုဏတတတ္တောအာမေကောဒုသုပိနံအာဂန္တံဓမ္မာနုဘဝေနဝိနာသမိန်တုယန္တုနေမေတ္တဝမင်္ဂလိသယောသမနာဘောတကုဏတတတ္တောအာမေကောဒုသုပိနံအာဂန္တံဓမ္သံဃာနုဘဝေနဝိနာသမိန်တုဒုက္ခပတ္တာဇာနိဒုက္ခပယပတ္တာဇနိဗ္ဗယသောကပတ္တဇာနိသောကဝန္တုသဗ္ဗေပိပါဏိနောဣဒဝရဇအမိတုမိသမ္ပတံပုံညသမ္ပတံသဗ္ဗေဒေဝနုမောတံတုသဗ္ဗသမ္ပတိသိတိယဒါနန္တတံတုတတ္တယတိရာရကံတုသဗ္ဗတံဘာဝနာပိဋတဝန္တုကိဇံတုဒေဝတာကတံအဘေဗုဒ္ဓပလပတ္တပိစကနိသယံပလအရဏနိသတိသေနရိကပနာမိသဗ္ဗသောသဗ္ဗေဓမ္မပလပတ္တပိစကနိသယံပလံအရန္တနိသတိသေနရိကပနာမိသဗ္ဗသောသဗ္ဗေသံဃပလပတ္တပိစကနိသယံပလံအရန္တနိသတိသေနရိကပနာမိသဗ္ဗသောယံကိစီဝိဒဣဒဝဟုရံဝသေကေတုဝယံယရဏပဏိတံညာနောသမအဋ္ဌိတတကတိနဣဒံမိဗုဒ္ဓေယတနံပဏိတံဣဒေနသစ္စေနသုဝတိဟောတုယံကိစေဝိဒဣဒဝဟုရံဝသေကေတုဝယံယရဏပဏိတံနနောသမအဋ္ဌိတတကတိနဣဒံမိဓမ္မေယရဏံပဏိတံဣဒေနသစ္စေနသုဝတိဟောတုယံကိစေဝိဒဣဒဝဟုရံဝသေကေတုဝယံယရဏံပဏိတံနနောသမအဋ္ဌိတတကတိနဣဒံမိသံဃေယရဏံပဏိတံဣဒေနသစ္စေနသုဝတိဟောတုဘဝတုသဗ္ဗမင်္ဂလရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘဝေနတရာတုကိဘဝတုတေဘဝတုသဗ္ဗမင်္ဂလံရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မ ानु ဘဝေနတရာတုကိဘဝတုတေဘဝတုသဗ္ဗမင်္ဂလရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘဝေနတရာတုကိဘဝတုတေမဟာကာရုဏီကောနာတောဟိတယသဗ္ဗပါဏိနံအဘသောပိနိအာကာရုဏီကောနာတောဟိတယသဗ္ဗပါဏိနံပုရိတဝပါရမီသဗ္ဗပတ္တောတံဘောတိမုဒ္ဓမံဣတိနသစ္စာဝိဇ္ဇနာသောတုတိဟောတုသဗ္ဗတာဇယံတော်ဗောဓိယာမူလေတကြနံနန္တိဝတ္တနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလိအပရာဇိကပင်လင်ကေအပရာဇိတပင်လင်ကေတိတေပုတ္တဝိပုဂ္ဂလေ
အဘိသေကိသဗ္ဗဗုဒ္ဓနာဧကပတ္တောပမောတတိသူနိကတံသူမင်္ဂလံသူဘပတ္တံသူဟိဋ္ဌံဒုက္ခနောသူမောဟဒောဇသူယိထံဗျမအဇာရိတုပဋိကိဏံကာယကမ္မဝါဇကမ္မပဋိကိဏံမနောကမ္မပဏိတိတေပဋိကိနေပဋိကိနာနိကတောနာလဘန္တေပဋိကိနေဒေယတလတသုဝိတဝရုံလာဗုဒ္ဓသတ္တနိအာရောဂသုဝိတဟောဒသသဗ္ဗညာတိပိဣမိနာပရိဒဓမ္မနုဘဝေနသောတုတိဟောတုသဗ္ဗရာဣမိနာပရိဒဓမ္မနုဘဝနာယခုယောပတရဇေကဲ့သို့ပုပ္ပနာသုတ်တံဤပုပ္ပနာသုတ်တံတရားတော်မြတ်ကိုယောပတရဇေနာယိမသောပွားများကြခြင်းကြောင့်ကြုံတွေ့လာရမည့်အတိတ်ဆိုးနမိတ်ဆိုးတို့ကိုပြင်ပြောင်းနိုင်ခြင်းအိ၌จิตရေမင်္ဂလာတိုးပါခြင်းနှင့်မိမိတို့လောကီလောကုတ္တရာထုသန္တတိုးတက်ခြင်းလောကီကောင်းကျိုးချမ်းသာတွေပြေပွားပြေဝစေခြင်းအိမ်သားလို့စိတ်ချမ်းသာကိုယ်ချမ်းသာ၍ကောင်းကျိုးနန္ဒဖြစ်တော်စေသောဤတရားတော်မြတ်ကိုနာယူမှတ်သားသောကုသိုလ်စေနာတရာဆွမ်းအားတို့ကြောင့်ဒီတုမကံသင်္တော်စီပေါင်းတို့သည်သောတုသောဝတိကောင်းစွာမှတ်သွေချမ်းသာခြင်းလည်းငြိခံစားနိုင်ကြပါစေကုန်သတည်းနတ်ဗျာမပေါင်းတို့အားပြန်လဲပြီးတော့ပို့ပါမယ်ဣန္ဒဝရဇာအာမေသမ္ပတံပုံညသမ္ပတံသဗ္ဗေဒီဝနုမောတံတုသဗ္ဗတံပတ္တိသိတ္တိယဒါနရတံတုတတ္တယတိရရကံတုသဗ္ဗတံဘာဝနာပိရတဝန္တုဘေသံတုဒေဝတာကတ္တဣန္ဒဝရဇာဤမြတ်ကျုပ်ကိုစွမ်းအားထုတ်၍မယုတ်စေရပြုလို့ရသဖြင့်အမေဟိပိတယတပိတပိတယမကွယ်သွားအောင်ယောဘာနာယုပူဇာသူငါပြုလို့ကြတော့ကျွန်ုပ်တို့သည်သံဃာယခုအိမ်မောနောင်ကျွေးပြု၍ကျွေးချူရည်စုဖြစ်စုအပ်သောဘုံညာသဗ္ဗတံအမောင်းအပေါင်းစုမျိုးကောင်းမှုထူ၏မယုတ်မယွင်ပြည့်စုံခြင်းကိုသံဘေချင်းဝါတောင်းလင်နောက်ပါသင်းနှင့်ခပင်ဥသောအလုံးစုံကုန်သောဒေဝစကြဝဠာတိုက်ဒေဝစကြဝဠာတောင်းတိုက်ပေါင်းတဝိုင်းမှဆက်ရောက်လာညာနဗျာမပေါင်းတို့သည်အနုမောဒံတုကြည်လင်မနောဘဝင်စောဖြင့်ရှင်လန်းဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းအဘသမ္ပတိတေတိယလူနဲ့နိဗ္ဗာန်အကျိုးမှန်ကိုမြို့ကံနေပြီးပြည်စည်းရင်ကတတ္တရာကံကြောင့်အကျိုးမထောင်ညွတ်သဖြင့်ဖြောင်းရိုးဆွဲကအမြဲမပြတ်အမြဲမှတ်သဖြင့်ဒါနံပိလူဇာကကုသိုလ်မှန်သမျှတွေကိုတတံတုသူတော်ယဟန်ဤမြော်မှန်း၍လူတန်းပူတော်နိုင်ကြပါစေကုန်သတည်းသီလံ၅ပါးသီလ၈ပါးသီလစသည်များပြ9ပါးသီလစသည်များပါသီလများတို့ကိုဝါသီလမြတ်ကိုသဗ္ဗတနိနိညာညာကသိသောကာလရကံသူကောင်းစွာမှတ်သွေစောင့်ကြောင်းနိုင်ကြပါစေကုန်သတည်းဘာဝနာဗေဒတာဒါနသီလမှသိရှိသို့ရှိလည်းရဲ့သမထဘာဝနာဝိပဿနာဘာဝနာလို့ဆိုသောဘာဝနာနှစ်ပါးတို့ဖြင့်ရှင်လန်းမွေလျော်ပြောကြီးပြောနေကြကုန်သည်ဝန်တို့ဖြစ်ကြပါစေကုန်သတည်းအာဂတမြတ်ကြီးညာတရားနာဟုထာကဆွဲစိတ်ခဲအကြည့်ဖြင့်တွင်းမေဆူဆုံးလာကြကုန်သောဒေဝတာအကြောင်းဆက်ကတောင်းစကြဝဠာမှရောက်ကြည်လာကြကုန်သောအိုးနတ်ကောင်နဗနာပေါင်းတို့သည်ခေဇန္တုပယိတရားရုပ်ပွဲပြီးဆုံးခြင်းမို့နေမြယတံကောင်းစွာမှတ်သွေးပြန်သွားနိုင်ကြံသွားလူကပြန်သွားနိုင်ကြပါစေကုန်သတည်းအလုံးစုံသောလူနဲ့ဗျမတတ္တဝါပေါင်းတို့သည်အမှကြပါသည်ချမ်းသာကြပါသည်ပြယံကင်ကြပါသည်ဆိုရင်ကင်ကြပါသည်ကြောင်းကြကင်ကြပါသည်နှလုံးစိတ်ဝအေးချမ်းကြပါစေအလုံးစုံသောလူနဲ့ဗျမတတ္တဝါအရှိနောက်တောင်းမြအယလေးမင်နာအယချင်းမင်နာအယဆယ်မင်နာချီကြကုန်သောယံတကာယံမမြန်းနဲ့ပစ္စည်းလေးပါထောက်ပံ့ကြောင့်တကာရမမြန်းလူနဲ့ဗျမတတ္တဝါငရဲသိစ္စာပိဿလူအပယ်လေးပုံမြတောဆောင်နဲ့တောင်းသောဘုံဘုံတို့ရုပ်ကိုယ်တို့မဟာပရိမိဆောင်နဲ့ဤသာဆောင်ကြောင့်နတ်ကောင်းနဲ့မနတ်ပေါင်းတို့တကာဝရွာဆောင်နဲ့အပေါင်းများရက်ွယ်ဆောင်နဲ့အများမျိုးဆောင်နဲ့ပြည်ဆောင်နဲ့တိုင်းဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့သာသနာတော်ကြီးကိုစောင့်ကြောက်ကြကုန်သောနတ်ကောင်းနဲ့မနတ်အပေါင်းတွေတကာဝအောက်အဝိဇ္ဇိထုတ်ဝေဒနာစကြဝဠာမှာကြည်ကြကုန်သောလူနဲ့ဗျမတတ္တဝါငရဲသိစ္စာပိဿလူအပယ်လေးပုံသားတို့သည်ဘေယံကတိကင်းကြပါသည်ဆိုရင်ကတိကင်းကြပါသည်ကာကတိကင်းကြပါသည်နှလုံးစေဝအေးချမ်းကြပါသည်မိမိတို့အလိုရှိရတောင်းတဲ့အကြံစီအမြတ်နုအပ်သောလောကီလက်ကုတ်တရာကောင်းကျိုးချမ်းသာတို့ကိုဆိုက်ဝတ်တွတ်တက်ပြီးခံစားနိုင်ကြပါစေစိဏ္ဏကြံစီတဲ့ရန်သူတွေမဆိုင်ကြပါပဲနဲ့
သမိတ်စတုလူတိုင်းတရာတိုင်းတောင်းတိုင်းတလို့မကောင်းစွာမသိဖြစ်ထွန်းနိုင်ကြပါစေကောင်းကျိုးနန္ဒခံစားနိုင်ကြပါစေကောင်းကျိုးနန္ဒဖြစ်ထွန်းနိုင်ကြပါစေမိမိတို့ဖြစ်ခြင်းသောသာနာကျိုးလောကအကျိုးတွေအကုန်လုံးဖြစ်မဖြစ်ခြင်းသောအကုသိုလ်မှန်သမျှဘာတစ်ခုမှမဖြစ်ကြပါစေနဲ့ဖြစ်ခြင်းတဲ့ကုသိုလ်မှန်သမျှအလုံးပြည့်စုံနိုင်ကြပါစေ